လူဘဝရလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးလို့ပြောရမယ့်ဟာဘာလဲလို့ဆိုရင်ကုသိုလ်ရဖို့စိတ်ကိုပြုပြင်တတ်ဖို့ဒါနံပါတ်1အရေးကြီးဆုံးပဲလို့ပြောစိတ်မထားတတ်လို့ရှိရင်ကုသိုလ်ဟာမဖြစ်တတ်ဘူးစိတ်ထားတတ်မှကုသိုလ်ဆိုတာရအကုသိုလ်ဆိုတာတွေကြတော့တန်တရားကအကျင့်ပါနေသည့်အတွက်ကြောင့်အကုသိုလ်ကလွယ်လွယ်လေးနဲ့ဖြစ်တယ်လူတွေရဲ့တဏ္ဍာမှာနေစဉ်နဲ့အမျှမြင်စရာအာယုံလေးတစ်ခုကိုမြင်လိုက်ရင်လောဘနဲ့နှစ်သက်တယ်ဒေါသနဲ့မုန်းတီးတယ်မောဟနဲ့အမှန်ကိုမသိလိုက်ဘူးဆိုလို့ရှိရင်မြင်မှုကိုအကြောင်းပြုပြီးတော့အကုသိုလ်စိတ်တွေပဲဖြစ်သွားပြန်တယ်တခါနာကအတန်လေးကိုကြားလိုက်တာနဲ့တပြိုင်နက်ตายရတဲ့အတန်ဆိုရင်လောဘနဲ့တွေးပြီးတော့မုန်းတီးတဲ့အတန်ဆိုရင်ဒေါသနဲ့တွေးတယ်သဘာဝတရားကိုမဆင်ခြင်နိုင်ဘူးဆိုလို့ရှိရင်မောဟနဲ့တွေးတဲ့အကုသိုလ်တွေဖြစ်ပြန်တာပဲအဲ့ဒါလို့မြင်သမျှကြားသမျှဆိုတဲ့အာယုန်ဒီပေါ်မှာလူတွေရဲ့စိတ်မှာအကုသိုလ်ဖြစ်တဲ့အကျိန်တွေကအလွန်အလွန်ကိုများတယ်အဲ့ဒီအကုသိုလ်ဖြစ်နေတဲ့အကျိန်တွေကိုရှင်းချနိုင်ဖို့ကဘာလို့ရမလဲဆိုတာမြင်တဲ့အခါမှာငါတဏ္ဍာမှာမြင်တဲ့အာယုံကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်တယ်လဲကြားတဲ့အာယုံကိုအကြောင်းပြုပြီးတော့ဘယ်လိုစိတ်တွေဖြစ်တယ်လဲလို့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်မှုဆိုတာအဲ့ဒါကစားကြရမှာပဲအဲ့လိုဆင်ញင်သုံးသပ်နိုင်မှုအတွက်မြင်ချင်းကြားချင်းပေါ်မှာတတိထားတတ်မှုဆိုတဲ့တတိတရားလက်လွတ်သွားလို့ရှိရင်ဘာတွေဖြစ်တယ်ဆိုတာကိုသိနိုင်စွာမရှိဘူးပထမဘာဖြစ်တယ်ဆိုတာသိဖို့တတိထားလာလောကလူတွေဟာဘယ်ကိစ္စမှာပဲဖြစ်ဖြစ်တတိမထားရင်မသိလိုက်ကြဘူးပေါ့နော်ဒါမို့မြန်မာစကားမှာပြောတာရှိတယ်တတိမမူခုမမြင်နဲ့တတိမမူဘူးဆိုလို့ရှိရင်ကိုယ်မျက်စိအောက်မှာရောက်နေတာပဲဖြစ်စေမြင်ရင်မှမြင်တာအတန်ပေါ်လာတာဖြစ်စေကိုကြားချင်မှကြားလိုက်တယ်ဒါကြောင့်မို့တတိမူမိဖို့ဆိုတဲ့တတိတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားအလေးထားပြီးတော့ဟောတယ်မဂ္ဂင်၈ပါးထဲမှာလည်းတတိရှိရတယ်ဝဇ္ဇင်9ပါးထဲမှာလည်းပဲတတိတရားကိုအလေးနဲ့ထားဟောထားတယ်ဒါကြောင့်မို့ပထမဆုံးကိုယ့်ကိုယ်ကိုနည်းနည်းမနဲ့လင်းလာတဲ့အချိန်ကစပြီးမျက်စိဖွင့်ကြည့်တဲ့အချိန်ကစပြီးမြင်တဲ့အာယုံပေါ်မှာဘယ်လိုစိတ်အခြေအနေတွေဖြစ်တယ်လဲဆိုတာကိုတတိထားမိဖို့လိုအပ်တယ်ပေါ့ကြားတဲ့အတန်တွေဒီနှစ်ခုကအရင်လာမှာပဲမြင်တယ်ကြားတယ်ဆိုတာမြင်တယ်ကြားတယ်မလားခင်လည်းပဲလာနိုင်တာတစ်ခုရှိတယ်တွေးတယ်ဆိုတာဒီပြားတွေတဲ့ပို့ပြီးတော့နီးစပ်တဲ့တွေးတော်မှုဆိုတာနဲ့ပတ်သက်လို့ရှိရင်လေစဉ်းကျင်စဉ်းစားလိုက်တယ်အဲ့ရကနိုးထလာတာနဲ့ငါဘာတွေတွေးမိတာလဲစဉ်းစားဆင်ခြင်ပြီးတော့လောဘနဲ့တွေးတဲ့အတွေးတွေလားဒေါသနဲ့တွေးတဲ့အတွေးတွေလားအကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်စွာမရှိတဲ့မောဟနဲ့တွေးတဲ့အတွေးတွေလားလို့ဆိုတာတတိမူဖို့အရေးကြီးတယ်ပေါ့အဲ့ဒါလို့တတိမူတဲ့အလုပ်ကိုပဲ meditation လို့ပြောတာပါဒါပို့ပြီးတော့အရေးကြီးတယ်ပေါ့ကမ္မထမ်းထိုင်တယ်ဆိုတာမထိုင်ရဘူးမဟုတ်ထိုင်ရတယ်ပေါ့သို့တော့ကမ္မထမ်းအလုပ်ဆိုတာမနောကံဘာဝနာဆိုတာကိုစိတ်ထဲတော့ဆွဲမှတ်ထားဖို့လိုတယ်ကမ္မထမ်းအထုတ်တယ်ဆိုတာကာယကံမဟုတ်ဘူးဝစီကံမဟုတ်ဘူးပါဇက်ကပြောရတဲ့အရာမဟုတ်ဘူးခန္ဓာကိုယ်နဲ့အင်းနဲ့အားနဲ့အသုံးချပြီးလုပ်ရမယ့်ဟာမဟုတ်ဘူးဘာလဲလို့ဆိုရင်စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်တယ်လို့ဆိုတော့ခန္ဓာကိုယ်ရဲ့အနေထားဘယ်လိုပဲနေသက်တာကလေးနေပြီးတော့ဆင်ញင်စဉ်းစားလို့ရတယ်ပေါ့
အိမ်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်လမ်းလျှောက်ရင်လည်းဆင်ញင်စဉ်းစားနိုင်တယ်သက်သာသလိုထိုင်ပြီးတော့လည်းပဲဆင်ញင်စဉ်းစားလို့ရတယ်အဲ့ဒီဆင်ញင်စဉ်းစားမှုဆိုတဲ့မနောကံဟာဘာဝနာလုပ်ငန်းမှာအဓိကကျတယ်ချို့မှာကမ္မဋ္ဌာန်းထိုင်တယ်လို့ဆိုတဲ့အခါမှာပိုစချာကိုကြည့်ပြီးတော့မထိုင်နိုင်ဘူးဒီလိုကြာကြီးထိုင်ဒုက္ခတွေဖြစ်တယ်ဆိုကမ္မဋ္ဌာန်းထိုင်ရမှာကြောက်နေတယ်လို့ဖြစ်တယ်အဲ့ဒါကကမ္မဋ္ဌာန်းထိုင်တယ်လို့ဆိုတာအဲ့ဒါတမာတိအလုပ်ကိုလုပ်တဲ့ကျမ်းမာတဲ့ပုဂ္ဂိုလ်တွေခန္ဓာကိုယ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားညွှန်ကြားထားတဲ့အတိုင်းတင်မလင်ခွေးခါးကိုမမတ်ထားအာယုရှိတဲ့ပုံမှာစိတ်ကိုလွတ်ပြီးတော့စူးစိုက်ပြီးတော့ထားရမယ်ဆိုတာဒါကအာနာပါနကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပို့ချပါဟောထားတယ်ကမ္မဋ္ဌာန်းထိုင်တိုင်းအဲ့လိုလို့ဒီလိုပြောလို့တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့နာမည်ကကမ္မဋ္ဌာန်းထိုင်တယ်လို့ပြောပေမဲ့လို့ကမ္မဋ္ဌာန်းဆိုဒီမှာမနောကစိတ်အလုပ်တာဖြစ်တယ် physical posture ဘယ်လိုပဲနေလူရဲ့ position ကဘယ်လိုပဲထားအရေးကြီးဆုံးကတော့စိတ်ပိုင်းဆိုင်ရာမှာခုနကပြောတဲ့တတိတရားတွေရှိဖို့အစဉ်ဉာဏ်တွေဖြစ်ပေါ်လာဖို့ဒီဟာပဲအဓိကထားအဲ့တော့မထိုင်နိုင်လို့လည်းစိတ်ပူစရာမရှိဘူးမထိုင်နိုင်လို့စိတ်ပူစရာမရှိဘူးစိတ်ပူစရာကောင်းတာကတော့ဟိုတွေးဒီတွေးပြီးတော့အချိန်ဖြုံးနေတာစိတ်ထဲမှာပူးနေတာတွေတောကတွေဖြစ်နေတာအဲ့ဒါမှစိတ်ပူစရာကောင်းတယ်တောကတွေဖြစ်တယ်ဒေါမနတတွေဖြစ်တယ်နောင်ရိပ်တွေးပြီးတော့စိတ်လေးနေတယ်ဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာမကြေမနက်ဖြစ်နေတယ်ဟိုလူစိတ်တိုင်းမကြဒီလူစိတ်တိုင်းမကြအဲ့ဒါလို့ကိုယ့်ရဲ့ကျမ်းမာရေးအတွက်တောကဖြစ်ပတ်ဝန်းကျင်အတွက်တောကဖြစ်အဲ့ဒါမှစိတ်မအေးဖြစ်เสียရှိတာတကယ်ပြောမယ်ဆိုလို့ရှိရင်မကြမ်းမာလဲစိတ်ပူเสียမရှိဘူးဘာဖြစ်လို့စိတ်ပူเสียမရှိတော့ဆိုဘယ်ရာပဲဖြစ်ဖြစ်ခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာမကြမ်းမာဘူးဆိုတာတနေ့မလားတနေ့လာမှာပဲဒါလာတဲ့အချိန်မှာအဲ့ဒီနောက်ကိုစိတ်လိုက်မသွားဘူးအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကဝေဒနာသုတ်တန်တစ်ခုမှာဟောထားတာဆိုရင် physical body မှာပိန်းရလို့ခန္ဓာကိုယ်ကြီးနာကျင်ကြိုက်ခဲတာကိုအကြောင်းပြုပြီးတော့စိတ်ကပါလိုက်နာလို့ရှိရင်အဲ့ဒါဒုက္ခနှစ်ချက်ခံရတာပဲတဲ့မြားတာနှစ်ချက်စုခံရတာပဲခန္ဓာကိုယ်မှာပိန်းရတာဒုက္ခဖြစ်တာဘုရားတောင်မှမလွတ်ဘူးလူတိုင်းမှာဖြစ်နိုင်တဲ့အရာတစ်ခုပဲရှောင်လို့မရတဲ့အရာတစ်ခုစေဝဒဆစားလို့ရှိရင်ပျောက်ကဲနိုင်တဲ့အရာတစ်ခုခုခေတ်မှာဆိုလို့ရှိရင်တော့ဆေးဝါးတွေအမတန်မှကောင်းတယ်ပေါ့ရှေးတုန်းကတော့ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုတားဆီးဖို့ဆိုတာအမတန်မှခဲရင်နေခုခေတ်တော့ပိန်းကီလာတွေတို့ပိန်းရီလီဗာတို့ဒါတွေရှိနေသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေဟာတက်တာမှုတွေအများကြီးရကြတယ်ပေါ့အရေးကြီးဆုံးကခန္ဓာကိုယ်ရဲ့နာကျင်မှုပေါ့ဒီလောက်ကြီးရေးကြည့်တာမဟုတ်ဘူးရေးကြည့်တာကတော့စိတ်နာတာပိုရေးကြည့်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစိတ်နဲ့ပတ်သက်လာပြီးတဲ့အခါကျတော့ဖြူစင်အောင်နှလုံးသွင်းဖို့ဆိုပြီးဇာဂရိယာနုယောဂလို့ဆိုတဲ့မြတ်စွာဘုရားရဲ့ကမ္မဋ္ဌာန်းကျင့်စဉ်တစ်ခုအနေနဲ့နုကြာစိတ်ဖြူစင်အောင်ကြိုးစားမှုနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတယ်နေ့ခါမှာလမ်းလျှောက်လိုက်ထိုင်လိုက်ဘယ်လိုထိုင်ရမယ်ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာတောင်းမြတ်စွာဘုရားကဟောမထားပါဘူးဒီနေရာမှာတော့တာမန်ပဲသုံးပြီးတော့ဟောထားတာနေ့လယ်အချိန်မှာ
လမ်းလျှောက်ရင်ထိုင်ရင်နဲ့ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကုသိုလ်တရားမဖြစ်အောင်ဆုတ်ပိတ်တတ်တဲ့နိဝရဏတရားတွေကစိတ်ကိုသုတ်သင်ရမယ်စင်ကြယ်စေရမယ်ဆိုခုနပြောတဲ့လောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါတွေမပေါက်အောင်ထိန်းချုပ်ဆောင်ရှောက်နေတာကိုပြောတာညမှာလည်းပဲအိမ်မပြောသေးခင်အချိန်မှာဒီလိုပဲလုပ်ရမနေ့စောစောမှလည်းပဲဒီလိုပဲလုပ်ရအဲ့ဒါကမ္မထာတရားအာထုတ်တာနဲ့ပတ်သက်လာလို့အချိန်များများကမ္မထာအာထုတ်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကနေ့လည်အခါမှာတဏှီကုံနိဝရဏလို့ခေါ်တဲ့စိတ်ထဲမှာလောဘနဲ့တွေးတဲ့အတွေးတွေဒေါသနဲ့တွေးတဲ့အတွေးတွေဖိနမိတ်တာဆိုတဲ့အိတ်ချင်ထိုင်နိုင်မှုတွေဥဒိစ္စကုက္ကုဆလို့ခေါ်တဲ့စိတ်ပြန့်လွယ်မှုတွေစိတ်ပူပန်မှုတွေဝိသိကိစ္စလို့ခေါ်တဲ့ဟိုတွေးဒီတွေးပြီးတန်တရားပွားနေမှုတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုမဖြစ်ပေါ်လာအောင်ကောင်းမြတ်တဲ့အာယုန်တစ်ခုပေါ်မှာတတိနဲ့စင်ကြင်တုံတရားနဲ့ဒီလိုနေသွားတာဟာဒါကမ္မထာအထုတ်တယ်လို့ခေါ်တာပဲသာဂရိယလူယောဂညမှာလဲပထမယံဆိုတာည10နာရီလောက်ထိအောင်မျက်စိမယံအလယ်ယံလောက်ကြတော့ခိတ္တခဏအပန်းဖြေအိပ်ဆက်ပြီးတော့နိုင်ပြန်2ချက်လောက်ညသကောင်ကြော်ပြီးတဲ့နိုင်ပြန်2ချက်လောက်လူဟာအမောပန်းပြေးပြီးတော့တရေနိုးလာတတ်တယ်ပေါ့အဲ့ဒီအချိန်မှာအဲ့ဒီတရေနိုးလာတဲ့မနေ့စောစောအချိန်ဟာလဲလူတန်တွေတိတ်ဆိတ်ပြီးတော့အလုံးဟာအိမ်မောကြနေတဲ့အချိန်ဟာမိမိအတွက်စိတ်လုပ်ငန်းလုပ်ဖို့အကောင်းဆုံးအချိန်တစ်ခုလို့နှောက်ရက်တွေကင်းတဲ့အချိန်တစ်ခုဖြစ်လို့ဒါကြောင့်မို့မြတ်စွာဘုရားပစ္စည်းမယံမှာစောစောအိယာကထားပြီးတော့ခုနအတိုင်းပဲမိမိတဏ္ဍာမှာဖြစ်တဲ့အာယုန်တစ်ခုခုဆင်ញင်သုံးသပ်ပြီးတော့စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဒီလိုလှုပ်ဆောင်ရမယ်ဒါလူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းတကယ်ကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းကိုချစ်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီလုပ်ဟာမလွဲမသွေလုပ်ကြရမယ်လုပ်ငန်းတစ်ခု။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေကိုမတန်ရှင်းနိုင်လို့စိတ်ထဲမှာပူပန်မှုတွေတောကတွေအကုသိုလ်အညစ်အကြေးတွေလွှမ်းမိုးလာပြီဆိုရင်ကိုယ့်ရဲ့အနာဂတ်အခြေအနေကကိုကအကောင်းကိုမျှော်ပေမဲ့လို့ကောင်းစရာအကြောင်းမရှိဘူး။လောဘဒေါသမောဟစတဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကြောင့်ဘယ်လိုပဲအကောင်းမျှော်အကောင်းဟာလာမှာမဟုတ်ဘူးတဲ့အဲ့ဒီအဆိုးတရားတွေရဲ့အကျိုးပေးကအကောင်းမလာသည့်အတွက်ကြောင့်ဘဝမှာနှိမ့်ချပြီးနောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့ပြန်ပြီးတော့ကြုံနေကြအခုလူဘဝရောက်လာတယ်ဆိုတာကုသိုလ်ကံကောင်းတဲ့အလှည့်ကလေးတကွက်ချုံလို့ခဏခဏလာရောက်ပြီးတော့အပန်းဖြေရတယ်လို့ဟာမျိုးလေးဖြစ်တယ်အဲ့ဒီအပန်းဖြေရတဲ့အချိန်လေးမှာလူဘဝရတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဝါလေးကိုဆက်ပြီးမထိန်နိုင်ဘူးဆိုလို့ရှိရင်လူတွေအားလုံးဟာဘယ်ကိုပြန်ကြတာလဲလို့ဆိုလို့ရှိရင်စပိတ်ကျမ်းဂန်ထဲမှာဆိုထားတယ်လို့လူတွေအားလုံးဟာကာမဂုဏ်အာယုန်စိတ်တွေနဲ့မေ့မျောပြီးတော့ပျော်စရာကိုသာကြံတွေးပြီးအပျော်ပါးထဲမှာသာစိတ်ဆိုင်နေကြတဲ့အတွက်ကြောင့်ပမတ္တသသနာမစတ္တရောအပါယတကခေဟာတရိတာအပယ်လေးပုံဟာကိုယ်အိမ်လိုပဲတဲ့သူတို့ဖို့ကိုယ်အိမ်ဆိုတာဘယ်မှာလဲအပယ်လေးပုံပဲအဲ့ဒီမှာသွားပြီးတော့ဒုက္ခခံကြဆိုပါစို့နေ့စဉ်နဲ့ညခန္ဓာကိုယ်ရောစိတ်ရောနှစ်မြုပ်ပြီးတော့လုပ်ငန်းတွေလုပ်နေကြရတဲ့ပုဂ္ဂိုလ်တွေဟာတခါတရံကျတော့ပင်လယ်ကမ်းခြေမှာသွားပြီးတော့အပန်းဖြေရတယ်လို့ပေါ့စိတ်လွတ်လပ်မှုလေးကိုယူပြီးတော့အပန်းဖြေရတယ်လို့
လူပြည့်တက်ပြည့်ရောက်လာတဲ့အခါအဲ့ဒါအပန်းဖြေတဲ့အချိန်ပိုင်းလေးလို့ဖြစ်တယ်ကိုရောစိတ်ရောနှစ်မြုပ်ပြီးတော့မောနေပန်းနေအောင်လုပ်နေရတယ်ဆိုတာအပယ်လေးပုံကြနေတဲ့အချိန်ကြတော့မောပန်းနေအောင်လူတွေဟာနားချိန်မရှိအောင်ဆင်းရဲဒုက္ခတွေတလဇက်နဲ့ခံစားပြီးတော့နေကြငရဲဆိုတာတော့ကိုယ်မမြင်ရလို့လက်တွေ့ကြည့်လို့မရနိုင်ဘူးပေါ့ဘုရားဟောထားတာကိုသာယုံပြီးတော့လက်ခံရတယ်ပေါ့သို့တော့ကိုမြင်ရတဲ့အစိတ်ပိုင်းလေးတွေကိုပဲကြည့်အောင်အပယ်လေးပုံထဲမှာအပါဝင်ဖြစ်တဲ့တိရစ္ဆာန်ဆိုတာလူတိုင်းမြင်နေကြတာသူတို့ဘဝလေးပဲစဉ်းစားကြည့်လိုက်သူတို့ကိုတပ်ဖြတ်စားတောင်းမှုမရှိဘူးဆိုတဲ့တိရစ္ဆာန်တွေကိုကြည့်အောင်စားစရာအတွက်လုံးမနေရတယ်သူခင်ဗျာများနော်အမြဲတမ်းနေစရာအတွက်စားစရာအတွက်ဒီလိုလုံးမနေကြအလွန်ကံကောင်းလို့လူတွေကမွေးထားတဲ့တိရစ္ဆာန်အချို့လောက်သူတို့တောင်မှပဲစကားပြောနိုင်တာမဟုတ်ဘူးကောင်းတဲ့အလုပ်တွေလုပ်နိုင်တာမဟုတ်ဘူးသူတို့မှဆိုလို့ရှိရင်အားရင်အိပ်မယ်စားရင်စားမယ်ပျော်ပါမယ်ဒါပဲရှိတယ်ပေါ့ဒီစိတ်ကလွဲလို့တခြားစိတ်ဖြစ်เสียအကြောင်းမရှိမတည့်တဲ့သူတို့အကောင်လာရင်ရန်ထောင်မယ်ဒေါသဖြစ်မယ်ဒေါသဖြစ်မယ်လောဘဖြစ်မယ်မောဟဖြစ်မယ်ဆိုတဲ့ဒါတွေနဲ့လွှမ်းမိုးပြီးတော့နေရလူတွေရဲ့ဟင်းလျာအဖြစ်အသုံးခံရတဲ့ကြက်တို့ဝက်တို့ဆိုတဲ့ဒီတတ္တဝါတွေရဲ့ဒုက္ခကြတော့အမှန်တမ်းကြီးတယ်လူတွေရဲ့ခိုင်းစေမှုကိုခံရတဲ့ကျွဲတို့နွားတို့ဆိုတဲ့တတ္တဝါတွေရဲ့ဒုက္ခဟာလည်းအမှန်တမ်းကြီးတယ်လူရဲ့ဆန္ဒအတိုင်းအကုန်လိုက်ပြရကိုယ့်ကိုယ်ကိုပဲစဉ်းစားကြည့်အောင်သာသမီရှိတဲ့ပုဂ္ဂိုလ်ဟာသာသမီရဲ့ဆန္ဒအကုန်မလိုက်နိုင်ကိုယ်ပတ်ဝန်းကျင်ရဲ့ဆန္ဒအကုန်မလုံးနိုင်မိသားစုရဲ့ဆန္ဒအကုန်မလိုက်နိုင်ဒါတော့ကိုယ်ဆန္ဒရှိသေးတယ်ကိုယ်ဆန္ဒအတိုင်းဖြစ်နိုင်သေးတယ်ဟိုလူတွေရဲ့အခိုင်းအစေခံထားတဲ့ကျွဲနွားတိရစ္ဆာန်တွေဆိုတာသူတို့ဆန္ဒဆိုလုံးဝမရှိတော့လူရဲ့ဆန္ဒအတိုင်းပဲလုပ်နေကြရတယ်နေမကောင်းလဲလောရမှာပဲဖြားနေလဲလောရမှာပဲတခုနာကျင်ကြိုက်ခဲနေလဲလောရမှာပဲဆိုအဲ့ဒီဘဝတွေကိုပြန်ပြီးတော့တွေးကြည့်လိုက်မယ်ဆိုရင်တို့တွေဖြစ်တာအဲ့ဒီဘဝဟာအများဆုံးလို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့လိုဟောတော့တို့လူဘဝရောက်နေတဲ့အချိန်လေးမှာပြောသလိုနေသွားကြမယ်ကိုယ်စိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတာတွေကိုမပယ်ရှားနိုင်ကြဘူးဆိုလို့ရှိရင်တို့ရောက်သွားမဲ့ဘဝဟာတွေးကြည့်လို့တောင်မှမဝန်းစရာကောင်းတဲ့နေရာမျိုးတွေဖြစ်နေတယ်လို့ဒါတွေကကြိုတင်ပြီးတော့စဉ်းစားပြီးကြိုတင်ပြီးတော့သိရတယ်နောက်ကြမှသိလို့ရှိရင်တော့အပူပဲပေတဝတ္ထုဆိုတဲ့ပါဠိတော်ထဲမှာကြည့်လို့ရှိရင်လူဘဝတုန်းကပြောသလိုနေပြီးတော့ငရဲကြသွားတယ်ပြိတ္တာဘုံရသွားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဘာကိုတန်းတကြတော့ဆိုလို့ရှိရင်တို့မသိမိုင်မဲလို့လူဘဝတုန်းကလှုပ်ခွင့်နေကြောင်းရင်တန်းနဲ့မလှုပ်ခဲ့ဘူးပြောသလိုနေခဲ့ကြတယ်ဒီတစ်ခါလူပြန်ဖြစ်ရင်တော့ကုသိုလ်ကောင်းမှုတွေလှုပ်လိုက်မယ်လို့စိတ်ထဲကအဲ့လိုပြောကြတာတွေရှိတယ်အဲ့ဒါတွေဟာနောင်တနောင်မရတဲ့အခါမှာနောက်ကျသွားတယ်နောက်ကျသွားရင်ဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဒါကြောင့်မို့လူဘဝရလာတဲ့အခိုက်မှာအရေးကြီးဆုံးကတွေးမိတာနဲ့ပတ်သက်လာလို့ရှင်လေလောဘနဲ့မတွေးမိဖို့ဒေါသနဲ့မတွေးမိဖို့မောဟတွေမာမနတွေအကုသိုလ်တွေနဲ့တွေးမိမှုမရှိဖို့မျက်စိကမြင်တဲ့အာယုနားကကြားတဲ့အာယုအမြင်အာယုအတန်အာယုနေနဲ့ဆုံတဲ့အခါမှာလည်းပဲလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်လို့တတိဆောင်ပြီးတော့တံပစညတရားဆင်ញင်တုံတရားလက်ကင်ထားပြီးတော့နေထိုင်ခြင်းဟာဒါကမ္မထာတရားအထုတ်တယ်လို့ဒီလိုပြောလို့ရတယ်ပေါ့အရေးကြီးဆုံးကအဲ့ဒါပဲကိုယ်စိတ်လေးမှာအကုသိုလ်တရားတွေမဖြစ်အောင်ဖြစ်လာလို့ရှိရင်ရှင်းလင်းအောင်
သုတ်သင်နေဖို့ဟာရေးကြည့်တယ်အဲ့တော့မဖြစ်အောင်ထိန်းတယ်ဆိုတာ तू ကတော့ဖြစ်မှာပဲဘာဖြစ်လို့ဖြစ်တာတော့ဆိုအကျင့်ကြီးပါခေါက်ရိုးကျိုးတာလူစိတ်ကကြားတဲ့ပုံမှာကြားတဲ့အတန်ဟုတ်လားမြင်ရတဲ့အာယုံကြားရတဲ့အတန်ပေါ်မှာဆိုရင်ကောင်းတဲ့အရာဆိုလို့ရှိရင်လောဘကဖြစ်လိုက်မှာပဲမကောင်းတဲ့ဟာဆိုရင်ဒေါသကဖြစ်လိုက်မှာပဲအဲ့ဒါကခေါက်ရိုးကျိုးနေတာအဲ့ဒီခေါက်ရိုးကျိုးနေတဲ့ဟာကိုဘာနဲ့ကာကွယ်လုပ်ရမလဲလို့ဆိုလို့ရှိရင်ခေါနာတတိနဲ့ကာကွယ်ရတတိထားနေရမယ်တတိထားနေလို့ရှိရင်ရောပါသွားတတိထားနေပြီးတဲ့အခါဆင်ញင်တုံတရားဆိုတာလာရအဲ့ဒီဆင်ញင်တုံတရားကိုဒီနေရာမှာယောနိသောမနတိကာရလို့တင်းစွာဆင်ញင်ဉာဏ်ရှိစွာနှလုံးသွင်းနိုင်မှုစိတ်ထားတတ်မှုလို့ဆိုလို့မြန်မာစကားထဲမှာပြောကြတယ်စိတ်ထားတတ်ရင်မြတ်တယ်စိတ်ထားတတ်ဖို့ဘယ်ရာပဲဖြစ်ဖြစ်စိတ်ထားမတတ်ဘူးသို့မဟုတ်ယောနိသောမနတိကာရမရှိဘူးဆိုရင်ကုသိုလ်မရနိုင်ကုသိုလ်အားလုံးရဲ့ဖြစ်ပေါ်လာရမဟုတ်ဘူးလို့ပြောရမှာယောနိသောမနတိကာရယေကေစိကုသလာဓမ္မသဗ္ဗေတိယောနိသောမနတိကာရမူလကာတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကဖြစ်ပေါ်လာတဲ့ကုသိုလ်မှန်သမျှဟာယောနိသောမနတိကာရပေါ်မှာအခြေခံတယ်လို့ပြောတယ်ယောနိသောမနတိကာရကြောင့်ဖြစ်တာတဲ့ယောနိသောမနတိကာရဆိုတာဘယ်လိုအာယုံပဲလာသူက wise attention ဆင်ញဉာဏ်နဲ့နှလုံးသွင်းတတ်တာပို့ပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိသောမနတိကာရလို့ပြောတယ်အဲ့တော့ကုသိုလ်ဖြစ်အောင်ကဘယ်လိုနှလုံးသွင်းရမှာတော့မျက်စိကမြင်စရာအာယုန်လေးတစ်ခုလောဘဖြစ်စရာအာယုန်လေးတစ်ခုဖြစ်လာလို့ရှိရင်ကိုယ်မှာဆင်ញင်တုံတရားကဘာဆင်ញင်တုံတရားတော့ဆိုသူများပိုင်တဲ့ပစ္စည်းဆိုရင်ဒါသူများပိုင်တဲ့ပစ္စည်းသူ့မှာကုသိုလ်ကံရှိလို့ဒီပစ္စည်းကိုရထားတာဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော့ဘူးငါမှလောဘမဖြစ်စေရဘူးလို့ဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိသောမနတိကာရလို့ခေါ်တာမုန်းเสียလူတယောက်ကိုတွေးလိုက်လို့ရှင်လည်းပဲကြည့်ငါမုန်းလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားဟာညှဉ်းနှွမ်းသွားပြီးငါမှပဲအကုသိုလ်ဖြစ်တယ်မုန်းနေခြင်းဟာကျိုးမရှိဘူးလို့နှလုံးသွင်းလိုက်လို့ရှင်လေဒါယောနိသောမနတိကာရဆိုလိုတာကယောနိသောမနတိကာရဆိုတာကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရဥပမာလူတယောက်ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်မေတ္တာကိုတည်ဆောက်ပြီးဆိုလို့ရှိရင်လူတိုင်းမှာအဆိုးနဲ့အကောင်းဆိုတာနှစ်မျိုးတွဲပြီးတော့လာတယ်လူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူရဲ့ဆိုးတာတွေမကြည့်နဲ့ဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုသာကြည့်ပြီးတော့မေတ္တာပွားဒါကိုယ်တဏ္ဍာမှာမေတ္တာဖြစ်ဖို့ကအဓိကဒီလူတယောက်ပေါ်မှာဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုတာအဲ့ဒီအဆိုးတွေသာတွင်လို့ရှိရင်မိတော့ကလေးကိုလေဖြူဖြူလေးတိုက်လာတယ်လို့ပဲသူကပို့ပြီးတော့ရှိန်မြင့်လာမှာလေပင့်မိလောင်ရလေပင့်ဆိုတာအဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျတော့ဒေါသတွေကပိုမြင့်လာဘယ်ဟာပဲဖြစ်ဖြစ်မိလောင်ရလေပင့်ဆိုတာလောဘဖြစ်ရင်လည်းတွေးလိုက်ရင်ပိုလောဘဖြစ်တယ်ဒေါသဖြစ်တဲ့အာယုံတွေးလိုက်ရင်လည်းပို့ပြီးတော့ဒေါသအရှိန်မြင့်လာအဲ့တော့အဲ့ဒါတွေကိုမတွေးပဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရတယ်အဆိုးတွေတဲကအကောင်းကိုရှာအဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ပြလို့ဆိုတာအဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုပေါ်မှာလောဘဖြစ်ရင်လူတယောက်ပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ်
ဆိုပါစို့မိဘနဲ့သားသမီးဆိုတော့မိဘကဒီသားဒီသမီးကိုသိချစ်တယ်တန်ရောစဉ်တွေသိဖြစ်လာသူ့ပေါ်မှာဖြစ်လာတဲ့တန်ရောစဉ်မလျှော့နိုင်ဘူးဆိုဘာတွေးရမလို့ဆိုအေးငါအိမ်ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကံနဲ့သူလာတာပြန်ကျင်တော့လေသူ့ဘာသူပြန်มาငါကအရင်တော့ကသူ့ကိုသိတာမဟုတ်ဘူးခုမှသိတာငါလည်းတနေ့သိရမှာသူတို့လည်းတနေ့သိရမှာဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ရှိရင်အလုံးလုံးရော့ကျသွားတာတွေးကြည့်ရင်ဒီတိုင်းပဲရော့သွားမှာပဲတွေ့တာမှုတွေတန်ရောစဉ်တွေရှော့ချလာနိုင်အေးဒီတွေ့တာမှုတန်ရောစဉ်ဟာငါလည်းအကျိုးမဖြစ်ဘူးသူလည်းအကျိုးမဖြစ်ဘူးသူ့မှာဘာလိုအပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာဘက်ကနေကြည့်တာသူလိုအပ်တာငါဖြည့်ဆည်းပေးမယ်သူကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ်တက်တန်ရောစဉ်ဖြစ်နေလို့ငါအဖို့မှာဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတွေးတောခြင်းဖြင့်တန်ရောစဉ်တရားကိုလျှော့ချပေးလို့ရတယ်ဒီစီဥစ္စာလေးပေါ်မှာလဲတန်ရောစဉ်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ရတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရက်မစားရက်ဒီလိုဖြစ်တတ်တာတွေရှိတတ်တယ်ပေါ့နော်ကိုသိစုံမဲ့တဲ့ပစ္စည်းဆိုရင်ကိုယ်တိုင်တောင်မသုံးရဘူးသူများကင်ကြည့်ဖို့ဆိုတာနေနေသားအဲ့ဒါမျိုးတောင်ဖြစ်တတ်တယ်အဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲကခုနကယောနိသောမနတိကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုရင်အနိစ္စသဘောတရားကိုဆင်ញင်စဉ်းစားကြည့်ရအေးဒီပစ္စည်းလေးဟာငါမသုံးလဲငါကတော့လဲပစ္စည်းကိုစွန့်တာဖြစ်မယ်ပစ္စည်းကတော့လဲငါ့ကိုစွန့်သွားနိုင်တယ်ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင်ဟိုမကြခင်ကတည်းကကြည့်ပါလားနေပြီးတော့သွားတဲ့လမ်းပေါ်မှာဝေဒန်ချမ်းသာတဲ့မိသားစုလို့ကြားရတယ်တရားအောင်မှမကြံအောင်ကားအစီးနဲ့ဆုံးသွားတယ်အဲ့တော့လောကဆိုတာမကြီးမျောပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်တတ်ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေဟာကိုယ်ကစွန့်သွားတယ်လို့ခေါ်တယ်။ဟောတခါတည်းရန်ကြတော့ကိုယ်ကအသက်ထင်ရှားရှိပေမဲ့ပစ္စည်းတွေမနေ့တုန်းကတစ်နှစ်တုန်းကမင်္ဂလာဈေးကြီးမီးလောင်သွားတယ်ဆိုပစ္စည်းတွေအများကြီးပါသွားကြတာပဲ။အဲ့ဒါပစ္စည်းကကိုယ်ကိုစွန့်သွားတယ်လို့ခေါ်တာ။အဲ့တော့ပစ္စည်းကလည်းကိုယ့်ကိုစွန့်တတ်တယ်ကိုယ်ကလည်းပစ္စည်းကိုစွန့်ခဲ့ရတတ်တယ်ဒီနှမျိုးဟာကြုံရတတ်တာဖြစ်သောကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုယ်နဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုဟာချိန်ပိုင်းလေးပဲနော်ချိန်ပိုင်းလေးဆိုတာဆင်ញင်စဉ်းစားကြည့်ရသက်60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါသုံးမယ်ဆိုလို့ရှိရင်တွဲကြည့်လိုက်ရင်နောက်ထပ်အနှစ်40တဲ့ပို့ပြီးတော့မသုံးနိုင်ဘူးဒီတဲ့ပို့ပြီးတော့ငါနဲ့အတူတူရှိမှာမဟုတ်ဘူးဆိုတော့အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့အချိန်မှာဒီပစ္စည်းဆိုတာအသုံးချဖို့ဖြစ်တယ်သုံးရမယ်လို့ဆိုတဲ့စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာနှမျောတွန့်တုံမှုဆိုတာပျောက်ကွယ်သွားနိုင်တယ်ဘယ်ရာပဲဖြစ်ဖြစ်စင်ကြင်တုံတရားအမတ္တမအရေးကြီးတယ်အဲ့ဒါကိုပဋိသင်္ခါရဗလလို့ခေါ်တယ်စင်ကြင်မှုစွမ်းအားဟာသိအရေးကြီးတာလောကမှာစင်ကြင်စဉ်းစားမှုဖြင့်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားနိုင်အဲ့ဒါကိုမြတ်စွာဘုရားကပဋိသင်္ခါရဗလားတဲ့ဆင်ញင်မှုစွမ်းအားကိုသုံးချပြီးတော့မိမိရဲ့တဏ္ဍာမှာအကုသိုလ်တွေမဖြစ်ရအောင်အကုသိုလ်တွေဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ရမယ်လို့အဲ့တော့ကိုယ့်ဘဝကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တိုင်းကိုယ့်ကိုယ်ဘဝမှာအဆင့်မြင့်တဲ့မြင့်သွားခြင်းတဲ့ပုဂ္ဂိုလ်တိုင်းလူတိုင်းကတော့ကြည့်လိုက်မယ်ဆိုရင်ကိုယ့်ဘဝတန်ဖိုးထားကြတာပဲဘဝဒီဘဝတဲ့နောက်ဘဝမြင့်တင်သွားဖို့စိတ်ရှိကြတာကြီးပဲကောင်းတဲ့ကောင်းတာရောက်ဖို့စိတ်ဆန္ဒရှိကြတာကြီးပဲစိတ်ဆန္ဒရှိကြတာချင်းတူတူပဲအကြောင်းတရားကိုအမှန်မသိသည့်အတွက်ကြောင့်ကြီးပွားတိုးတက်ခြင်းအကြောင်းကဘာလဲအဲ့ဒီကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားတွေငါဘာလုပ်ရမလဲဆိုတာမသိသည့်အတွက်ကြောင့်မှားယွင်းနေလုပ်ပြီးတော့ကြီးပွားခြင်းလည်းရဲ့ဆုပ်ယုပ်သွားတယ်မြင့်တက်ခြင်းလည်းရဲ့နှိမ့်ကျသွားကြကောင်းကျိုးချမ်းသာတွေရခြင်းလည်းရဲ့ဆင်းရဲဒုက္ခချုပ်သွားကြ
အဲ့တော့ဖျားပွင့်တဲ့အခါမှာဒါတွေကမှန်မှန်ကန်ကန်သိခွင့်ရတယ်ပေါ့တရားဓမ္မတွေကိုနားလဲရတဲ့အခါကျတော့လုံးတင်တာနဲ့မလုံးတင်တာခွဲခြားပြီးတော့သိလာတယ်ဘယ်လိုတွေးရမယ်ဘယ်လိုစဉ်းစားရမယ်အကုသိုလ်ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ဒီနည်းစနစ်တွေကိုသိလာတာဒီနည်းစနစ်တွေတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ကိုယ်ဘဝမှာတန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်လာနိုင်တာပေါ့တရားဆိုတာလက်တွေ့ကျင့်သုံးရမှာလက်တွေ့ကျင့်သုံးတယ်ဆိုတဲ့ဟာမှာစိတ်အလုပ်ဖြစ်တယ်ဘာဝနာလုပ်ငန်းတစ်ခုဟာစိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်ပို့ပြီးတော့လက်တွေ့ချဖို့လိုအပ်တယ်ပေါ့ကိစ္စကြုံတိုင်းနှလုံးသွင်းတတ်ရနှလုံးသွင်းဆင်ခြင်ဖို့လိုအပ်တယ်မြတ်စွာဘုရားကဘဝအရေးနဲ့ပတ်သက်ပြီးတော့သာဝရတွေးဆိုတာဒါ meditation တစ်ခုပဲပေါ့ meditation တစ်ခုပဲအဲ့ဒီ meditation ဟာလေလူတိုင်းလုပ်တဲ့ဟာတစ်ခုပဲကိုယ့်ကိုယ်နေထိုင်တဲ့အခါမှာအကြခဏစဉ်းစားပေးရမယ်ဟာပါလဲဆိုတို့ဘဝတို့ရထားတဲ့ခန္ဓာဆိုတာအိုခြင်းသဘောရှိတယ်နာခြင်းသဘောရှိတယ်သိခြင်းသဘောရှိတယ်အိုခြင်းနာခြင်းသိခြင်းဆိုတာတွေကိုမလွန်မြောက်သေးဘူးဘယ်တော့မှကြော်လွှားလို့ရမှာမဟုတ်ဘူးဆိုတာတွေးပြရမယ်အဲ့ဒီလိုတွေးတော်ခြင်းဖြင့်ဘာဖြစ်လာလဲဆိုရင်ခေါဏကတန်ရောစဉ်တွေရှော့ချလာနိုင်တယ်အချိန်ဖြုံးတာတွေရှော့ချလာနိုင်တယ်အချိန်ရဲ့တန်ဖိုးကိုပိုသိလာပူခြင်းနာခြင်းသိခြင်းဆိုတာတွေမရောက်ခင်ငါတစုံတစ်ခုလုပ်ရမယ်မလုပ်ရင်ငါဘဝမှာဘာမှရလိုက်မှာမဟုတ်ဘူးဆိုတဲ့တတိစွမ်းအားတွေတက်လာတယ်ပညာစွမ်းအားတွေတက်လာဒါအကျိုးပဲဒီလိုဆင်ញင်လိုက်လို့စိတ်ပူပန်မှုတွေရောကြသွားပြီးတော့တတိစွမ်းအားဉာဏ်စွမ်းအားတွေရလာတာဒါအမတန်မှကြီးမားတဲ့အကျိုးတစ်ခုပဲဒီလိုစိတ်လေးဖြစ်ဖို့ဆိုတာအမတန်မှခဲရင်တယ်ဒါကြောင့်မို့လို့ဒီလိုစိတ်ဖြစ်လာအောင်တတိဆောင်ကြရမှာဖြစ်တယ်နောက်တစ်ခုဆင်ញင်စဉ်းစားရမှာဘာလို့ဆိုလို့လောကမှာမြင်သမျှတတ္တဝါတွေဟာငါပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကိုလုံးသမျှကိုနဲ့သက်ဆိုင်တယ်နော်ကမ္မဒါယရတို့နောက်ဆုံးအမွေခံရမှာကိုလုံးခဲ့တဲ့လုပ်ရက်တွေကိုတို့အမွေခံရမှာဒါလည်းဆင်ញင်စဉ်းစားပြရမယ်တဲ့ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အမွေမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့အမွေငါပဲရမှာပဲလို့ဒီလိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်တယ်ဆိုမကောင်းတဲ့အမွေဆိုတာဘယ်သူမှမခံနိုင်ဘူးလေကောင်းတဲ့အမွေကိုသာခံနိုင်တာဒါကြောင့်မို့လို့မကောင်းတာတွေကိုတတိထားပြီးတော့ရှောင်ကျဉ်လာတယ်ကောင်းတာတွေကိုကြိုးစားပြီးတော့လုပ်ဖြစ်လာတယ်ဒါကြီးမားတဲ့အမြတ်ကြီးတစ်ခုအလွန်ကြီးမားတဲ့အမြတ်တစ်ခုနောက်တစ်ခုဆင်ញင်သင့်တာလားမိသားစုနဲ့ပဲနေမိတ်ဆွေသင်္ကားတွေနဲ့ပဲနေပစ္စည်းဥစ္စာတွေပိုင်ဆိုင်တာပဲဖြစ်ငါမြတ်နိုးတဲ့ပုဂ္ဂိုလ်တွေငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေဒီနေ့ကြလို့ရှိရင်ငါနဲ့ကွဲတော်မှာပဲခွဲခွာရမှာပဲလို့ဒီသဘောကိုဆင်ញင်စဉ်းစားပေးရတယ်တဲ့အဲ့လိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာကိုလျှော့ချနိုင်လို့ဆိုရင်တွေ့တာမှုတွေကိုလျှော့ချပေးသွားတွေ့တာမှုကိုလျှော့ချပေးလိုက်နိုင်တာနဲ့တပြိုင်နက်သောကဆိုတာရောချသွားတယ်တွေ့တာမှုကိုမလျှော့ဘဲနဲ့သောကကိုလျှော့အောင်လုပ်လို့မရဘူးလူတွေကများသောအားဖြင့်ကြိုးစားနေတာတွေ့တာမှုကိုမလျှော့ဘဲနဲ့သောကလျှော့ဖို့ကြိုးစားနေကြတယ်တွေ့တာမှုကြောင့်သောကဖြစ်တယ်လို့သိမသိဘူးသာသမီပေါ်တွေ့တာတို့ပစ္စည်းဥစ္စာပေါ်တွေ့တာတို့မိတ်ဆွေသင်္ကားပေါ်တွေ့တာမှန်သမျှဟာသောကကိုဖြစ်စေတယ်အဲ့ဒီတွေ့တာမှုတွေကိုလျှော့ချပြီးတွေ့တာမှုကိုဘာနဲ့အစားထိုးရမလို့ဆိုမေတ္တာနဲ့ပဲအစားထိုးရမယ်မေတ္တာဆိုတာတွေ့တာမဟုတ်ဘူးမေတ္တာကအကျိုးစီးပွားကိုလိုလားတာမိတ်ဆွေတွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးထားတယ်အမှန်တမ်းမှတန်ရှင်းတယ်လောကမှာမိသားစုမှာလည်းမေတ္တာနဲ့နေလို့ရတယ်။တန်ရောစင်နဲ့မနေဘဲနဲ့မေတ္တာနဲ့နေလို့ရတယ်။မေတ္တာနဲ့နေတာကပို့ပြီးတော့အဆင်ပြေတယ်။
မေတ္တာနဲ့နေပို့ပြီးတော့အဆင်ပြေတယ်သူကောင်းကျိုးလိုလားတယ်ပတ်ဝန်းကျင်ကောင်းအောင်အာယုံဆိုင်တယ်အမြဲတမ်းဟောတန်ရောစဉ်ဆိုတာသူ့ကိုမြင်နေရမှမမြင်ရလို့ရှိရင်ကိုယ်စိတ်ထဲမှာပူတယ်ကိုယ်မျက်စိအောက်ကပျောက်နေလို့ရှိရင်ပူနေတယ်တွေးတယ်တစုံတစ်ခုများဖြစ်သလားတော့ဒီလိုတောကတွေကိုဝင်စေတတ်တယ်ဒါကြောင့်မလို့အဲ့ဒီတောကဆိုတာတွေကိုရှော့ချခြင်းလို့ရှိရင်ပစ္စည်းပေါ်တွေ့တာပဲဖြစ်ဖြစ်လူပေါ်တွေ့တာပဲဖြစ်ဖြစ်အဲ့ဒီတွေ့တာမှုကိုရှော့ချနိုင်ရမယ်တဲ့အဲ့ဒီလိုရှော့ချဖို့ရအတွက်အမှန်ကန်စဉ်းစားတတ်ဖို့လိုတယ်အဲ့ဒီလိုအမှန်ကန်စဉ်းစားခြင်းဟာပဋိသင်္ခါရဗလားဆင်ញင်မှုစွမ်းအားလို့ခေါ်တယ်အရေးကြီးဆုံးကအဲ့ဒီအမှန်တိုင်းဆင်ញင်စဉ်းစားနေတာ meditation သို့မဟုတ် contemplation ခုခေတ်ပြောနေတဲ့ကမ္မထာအားထုတ်တယ်ဆိုတာအဓိကကြတာအဲ့ဒါအဓိကကြပို့ပြီးတော့အခုများသောအားဖြင့်ကမ္မထာထိုင်တယ်ဆိုတာတွေက concentration သွားလုပ်ကြတာတွေကိုကမ္မထာထိုင်တယ်လို့ပဲအများပြောတယ်ဆယ်စခန်းဝင်လိုက်တယ်သွားပြီးတော့ဝင်တယ် concentration ပဲအာရုံတစ်ခုပေါ်မှာစိတ်ကိုတစ်ခါတည်းတည်ငြိမ်သွားအောင်ကြိုးစားတယ်တခါတရံကျတော့ဒီ10ရက်တာပြည့်သွားရော concentration ကဟုတ်ဒီပတိမရခဲ့ပြန်ထွက်လာတယ်အသိဉာဏ်ပါမလာဘူးထုံရင်းတိုင်းပဲပြန်ဖြစ်သွားတယ်ရက်ထဲရောက်တော့တိုးတက်မှုမရှိဘူးလို့ကိုယ်စိတ်ထဲမှာလည်းထင်ကောင်းထင်လိုက်အဲ့ဒါကြောင့်မို့လို့ concentration ဆိုတာမလုပ်ရဘူးတော့မဟုတ်လုပ်ရ contemplation လုပ်ရင်ပါလာတဲ့ concentration ဟာလည်းမတန်တမှုရှိပါတယ် contemplation ဆိုတာအခုပြောတဲ့ဆင်ញင်မှုစွမ်းအားတွေပဲမှန်မှန်ကန်ကန်ဆင်ញင်တတ်ရမယ်မှန်မှန်ကန်ကန်တွေးတောတတ်ရမယ်အဲ့ဒီမှန်မှန်ကန်ကန်ဆင်ញင်ခြင်းမှန်မှန်ကန်ကန်တွေးတောခြင်းဟာအဗ္ဗဓမ္မတန်ဖိုးကြီးတယ်အဲ့ဒီတန်ဖိုးကြီးတဲ့ဟာပညာလို့ခေါ်တာအဲ့ဒါကိုပဲအနုပတနာလို့လည်းခေါ်တယ်အနုပတနာဆိုတာသင်လျော်အောင်ဆင်ញင်စဉ်းစားရှုမြင်သုံးသပ်ခြင်းသို့မဟုတ်အဖန်မှန်ထပ်ထပ်ရှုမြင်သုံးသပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့မြတ်စွာဘုရားကတော့အလုံးခြုံပြီးငုံပြီးအောင်တတိပဋ္ဌာန်တရားမှာဆိုရင်ကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာလို့အနုပတနာလုပ်ဖို့အာယုံ၄မျိုးပေးထားတာဒီ၄မျိုးကလွဲပြီးမလုပ်ရဘူးလို့ပြောတာတော့မဟုတ်ဘူးဒီ၄မျိုးထဲမှာတနည်းမဟုတ်တနည်းအကျုံးဝင်တယ်လို့ပြောတာခုနပြောနေတဲ့ကိုယ့်ရဲ့သဘာဝတွေကိုဆင်ញင်စဉ်းစားတယ်ဆိုတာအများအားဖြင့်ဓမ္မ ानु ပတနာထဲမှာအကုန်အကျုံးဝင်တယ်ပေါ့အဲ့ဒါကြောင့်ဒီအဖမှန်ထက်ဆင်ញင်သုံးသပ်ခြင်းဆိုရယ် contemplation အဲ့ဒါ contemplation ဟာဘဝမှာအဗ္ဗဓမ္မတန်ဖိုးရှိတယ်ပြင်မှန်းတဲ့အရာလည်းမဟုတ်ဘူးခုန concentration လုပ်ဖို့ရာအတွက်ကမ္မထာကိုကြာရှည်ထိုင်ဖို့ဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လည်းမထိုင်နိုင်ဘူးအသက်အရွယ်မကြီးတော့လည်းပဲခန္ဓာကိုယ်ကြန့်ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကမထိုင်နိုင်ဘူးမထိုင်နိုင်တဲ့အခါကျတော့ meditation ရဲ့သဘောကိုမသိသည့်အတွက်ကြောင့် meditation လုပ်ရမှာကြောက်လန့်နေတယ်လို့ဖြစ်တယ်အဲ့တော့ကြောက်လန့်စရာမရှိဘူး meditation ဆိုတာစိတ်အလုပ်ပဲเนาะမနောကံလို့ခေါ်တယ်ဘာဝနာဟာမနောကံတက်တက်ပဲဖြစ်တယ်ဒါကြောင့်မို့လို့စိတ်ထဲကနှလုံးသွင်းပြီးစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်စိတ်နဲ့စိတ်ကိုပြန်ရှင်းပစ်တာပဲအဲ့တော့ကိုမွေးရမယ့်စိတ်ကတစ်ခုသဘာဝအားဖြင့်ဖြစ်နေတဲ့စိတ်ကတစ်ခုလို့ဒီလိုနှစ်ခုခွဲပြီးတော့မှတ်ကြည့်အောင်မြင်လိုက်လို့ရှိရင်မြင်တာကိုသိလိုက်တဲ့စိတ်ကဒါပဂရိစိတ်လို့ပြောရင်ပြောလို့ရတယ်အဲ့ဒီမြင်လိုက်တဲ့စိတ်ရဲ့ဒီအာယုံပေါ်မှာဖြစ်ပျက်သွားတဲ့သဘောတွေကိုနောက်ကတတိထားတဲ့ meditation စိတ်ကလိုက်ပြီးတော့သိသွားတယ်အဲ့ဒီ meditation စိတ်ဟာဘယ်သူနဲ့တွဲလာတော့ဆိုတတိတို့တမ္ပစညာတို့ဝီရိယတို့ဒီစွမ်းအားတွေနဲ့တွဲလာသူ့ဘာသူဖြစ်တဲ့စိတ်ကတတိမပါဘူးဝီရိယလည်းမပါဘူးသူကသူ automatic လို့သွားတာသူကမြင်လိုက်ရင်မြင်မှန်းသိလိုက်တယ်ကြားရင်ကြားတာကြားအတန်ကြားလိုက်ရင်လည်းကြားတာကိုသိတယ်အနံ့ရရင်လည်းနာမှန်းသိတယ်အရသာပေါ်ရင်လည်းပေါ်မှန်းသိတယ်ထိရင်လည်းထိမှန်းသိလိုက်တယ်ဒါတွေကစိတ်ရဲ့သဘာဝရဲ့တုံ့ပြန်ချက်တွေနေနဲ့သွားနေတာအဲ့ဒါကပဂရိစိတ်ဆိုတာတော့အဲ့ဒီပဂရိစိတ်မှာနောက်ထပ်ဆက်ပြီးတော့တွေးလိုက်တာတွေကလိုချင်တဲ့လောဘနဲ့တွေးတယ်မုန်းတီးတဲ့ဒေါသနဲ့တွေးတယ်ဆိုတော့အကုသိုလ်တွေကြီးပဲဆက်လာနေတယ်သူကအဲ့ဒီနေရာမှာမုန်းတီးတဲ့စိတ်မဝင်အောင်လိုချင်တဲ့စိတ်မဝင်အောင်ဆိုတဲ့
တတိနဲ့တမ္ပစညစွမ်းအားနဲ့ပြန်ထိန်းလိုက်တာပြန်ထိန်းလိုက်သည့်အတွက်ကြောင့်သူ့အတွေးမှာလောဘမပါလာတော့အတွေးမှာဒေါသမပါလာဘူးအတွေးမှာမောဟမပါလာဘူးတတိနဲ့တွေးတယ်ပညာနဲ့တွေးတယ်ဆိုတဲ့ဒီအတွေးလေးတွေပါလာသည့်အတွက်ကြောင့်စဉ္ညတုံတရားတွေပြည့်လာနောက်ဆုံးမှာတတိစွမ်းအားတွေပညာစွမ်းအားတွေမြင့်တက်လာပြီဆိုလို့ရှိရင်လောဘနဲ့အတွေးဟာဘယ်တော့မှပေါ်မလာတော့ဘူးဒေါသနဲ့အတွေးဟာလည်းဘယ်တော့မှပေါ်မလာတော့ဘူးမှန်မှန်ကန်ကန်သဘာဝအတိုင်းသိမြင်တဲ့အတွေးမြတာပေါ်လာတယ်ဆိုတဲ့အဆင့်ကိုရောက်သွားနိုင်အဲ့ဒီအဆင့်ရောက်အောင်ကိုယ်စိတ်ကိုကြိုးစားပြီးပြင်တာဒါ meditation လုပ်ငန်းပဲပေါ့အဲ့ဒီလိုလှုပ်ရင်းနဲ့နောက်ဆုံးမှာကိုကြည့်တဲ့အာယုံတစ်ခုကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံတစ်ခုလိုက်ရင်နဲ့ဒီအာယုန်တွေပေါ်မှာနှစ်သက်ကျေနပ်မှုဆိုတာဘာမှရှာမတွေ့တော့ဘူးအပြည့်အနာစာတွေပဲတွေ့တယ်နောက်ဆုံးဖြစ်ပြီးတော့ပြတ်သွားတဲ့သဘောတွေပဲတွေ့တယ်နောက်ဆုံးမှာကိုမပိုင်တဲ့သဘောတွေကိုတွေ့လာပြီးဒီသင်္ခါရအာယုန်တွေပေါ်မှာညီငွေစရာတွေစိတ်ပြည့်စရာတွေဒါတွေကအမြဲတမ်းဖြစ်လိုက်ပြတ်လိုက်တွေဖြစ်နေတော့ဒီသင်္ခါရတွေပေါ်မှာစိတ်ဟာပထမတော့ညီငွေတယ်လွတ်မြောက်ခြင်းတယ်ဆိုတဲ့သဘောတွေပေါ်လာပြီးနောက်ဆုံးကြတော့ပြန်ပြီးဆင်ញင်သုံးသပ်လာပြီးတော့ဒီသဘာဝတရားတွေနဲ့စိတ်ဟာနေသားတကြဖြစ်လာညီငွေမှုဆိုတာမရှိတော့ဘူးเนาะဒီချစ်ခင်မှုတွေ့တာမှုဆိုတာမရှိတော့ဘဲနဲ့သဘာဝတရားတစ်ခုကိုယ်နဲ့မဆိုင်တဲ့အရာတစ်ခုကိုထိုင်ကြည့်နေတဲ့အနေအထားမျိုးရလာပြီးနောက်ဆုံးကြတော့အဲ့ဒီဖြစ်ပျက်မှုတွေသင်္ခါရတရားတွေဟာလုံးဝဆုံးသွားတဲ့နေရာလေးတစ်ခုကိုရောက်သွားတယ်ပေါ့ဒီအာယုန်လေးတစ်ခုကဆုံးသွားတဲ့နေရာလေးအာယုန်လေးတစ်ခုရောက်လိုက်တာနဲ့တပြိုင်နက်တန်တရားကပါလာတဲ့လောဘတွေဒေါသတွေမောဟတွေဟာအကုန်လုံးဘန်းတောင်းပေါ့လောင်ခံလိုက်ရတာအဲ့ဒီနေရာလေးကိုရောက်လိုက်တဲ့အခါကျရင်မာမနာတွေလည်းပျောက်သွားတယ်လောဘတွေလည်းပျောက်သွားတယ်ဒေါသတွေလည်းပျောက်သွားတယ်အဲ့ဒါကိုပဲဒီသင်္ခါရတွေရဲ့ချုပ်ဆုံးသွားတဲ့အနေအထားတစ်ခုနိဗ္ဗာန်လို့ပြောတာအဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးအဲ့ဒီအဆင့်ကိုရောက်သွားတဲ့စိတ်ကလေးကနိဗ္ဗာန်နဲ့အာယုံပြုပြီးတော့ထိတွေ့လိုက်တဲ့စိတ်ကလေးကသင်္ခါရတရားတွေရဲ့အဆုံးနိဗ္ဗာန်ကိုမြင်တဲ့စိတ်ကလေးကတဏှာကပါလာတဲ့အနုတ္တယဓာတ်ပါမကြကိလေသာတွေကိုအကုန်လုံးမဲလေးစက်ဖို့လေးစက်ဖြင့်အကုန်လုံးညှိမ့်သက်ဖယ်ရှားပြနိုင်တယ်လို့အဲ့တော့သွားရမယ့်လမ်းကြောင်းကဒီတစ်ခုတည်းကနေသွားတာပဲဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်ဝိပဿနာဉာဏ်ရင့်သက်လာတဲ့အခါမှာနောက်ဆုံးသင်္ခါရတွေချုပ်ဆုံးသွားတဲ့အဆုံးကိုရောက်သွားတာနဲ့တပြိုင်နက်ကိလေသာတွေအားလုံးအကျဉ်းချမရှိအောင်ဖယ်ရှားနိုင်တယ်၄ချိန်၄ကဖြစ်ပြီးနောက်ဆုံးမှာကိလေသာဆိုတာအားလုံးကုန်သွားတယ်လို့နိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်ဆိုတယ်အဲ့ဒီအဆင့်ရောက်ပြီဆိုတဲ့အခါကျတော့ခန္ဓာကြီးရှိနေလို့ဒုက္ခကြုံနေသေးတော့လဲနောက်ထပ်ဒီလိုဒုက္ခကြုံရမယ့်ခန္ဓာမျိုးရเสียအကြောင်းမရှိတော့ဘူးရเสียအကြောင်းမရှိသည့်အတွက်ကြောင့်ခန္ဓာမရှိသည့်အတွက်ကြောင့်ခန္ဓာနဲ့ဆက်ပြီးတော့ဖြစ်ပေါ်လာမဲ့ဒီခန္ဓာပေါ်မှာစပြီးတော့ဖြစ်ပေါ်လာတဲ့ဒီကိလေသာဆိုတဲ့ကိလေသာဝတ်တဏှာကပါလာတဲ့စိတ်ရဲ့အညစ်အကြေးတွေဒီတက္ကန္တကိုဖြည့်ဆည်းပြလိုက်နိုင်တာနဲ့တပြိုင်နက်ကာမဝတ်ဆိုတဲ့မိမိတဏ္ဍမှာ online ဖြစ်နေတဲ့ကံတွေဟာအလို့အလျောက်ဘဝတစ်ခုကိုထုတ်လုပ်နိုင်စွမ်းမရှိတော့ဘဲနဲ့ဒီကံရဲ့စွမ်းအားတွေရော့ကျသွားပြီနောက်ဆုံးအကြောင်းကံတွေလည်းကုန်သွားတယ်ကိလေသာကုန်သွားသည့်အတွက်ကြောင့်အကြောင်းကံတွေလည်းကုန်သွားတယ်ရရှိထားတဲ့ခန္ဓာကိုယ်ကြီးကလည်းအချိန်တန်တဲ့အခါကျတော့နောက်ဆုံးပိတ်ချုပ်ငိမ့်သွားတယ်နောက်ထပ်ဆက်เสียမရှိတော့ဘူးဒုက္ခဆိုသမျှထောက်ပြเสียဘာမှမရှိတော့ဘူးအမည်နာမခေါ်เสียဘာမှမရှိဘူးမလိုချင်တဲ့မမြဲတဲ့အရာတွေအားလုံးဟာချုပ်ဆုံးသွားပြီးတော့အငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရတယ်လို့ဒါဗုဒ္ဓဘာသာမြတ်စွာဘုရားဟောကြားတဲ့တကယ်ကျင့်စဉ်ဟာဒီတိုင်းပဲသွားတယ်စိတ်ဖြူစင်မှုကိုအကြောင်းပြုပြီးမှဒါတွေဟာလုပ်လို့ရတယ်ဆိုတာဒါကြောင့်မို့ contemplation ဆိုတဲ့ meditation ဟာအသက်အရွယ်မရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ကျမ်းမာသူဖြစ်စေမကျမ်းမာသူဖြစ်စေစိတ်အလုတ်တတ်ဖြစ်တာဖြစ်သောကြောင့်မိမိစိတ်ကလေးမှာအာဟုတုတွေမဖြစ်ရအောင်အာဟုတုနဲ့ဆိုင်ရာတွေမတွေးတောအောင်ကောင်းတဲ့ဘက်အာယုံနဲ့အစားထိုးပြီးတော့တွေးတောဆင်ញင်တာဟာ meditation လုပ်တာပဲဒါကြောင့် meditation ရဲ့သဘောကိုသိရှိနားလည်ပြီးတော့ကိုယ်တဏ္ဍာမှာအာဟုတုမဖြစ်အောင်
တတိဆောင်၍ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းဘဝမှာမြည်တို့မြည်ဖို့နေထိုင်ပြီးတော့ကုသိုလ်ကောင်းမှုမြည်တို့လုပ်ရမယ်ဆိုတာသူ့ရဲ့စရိုက်ဝါဒနာဣဇာတရားဆန္ဒနဲ့ကိုက်ညီအောင်မြတ်စွာဘုရားဟောတယ်လို့ပဲမှတ်သားရမှာပေါ့အခုဒီသုတ်တန်ကိုဟောတဲ့အခါမှာသုတ်တန်ရဲ့နာမည်ကိုတော့အာဓိယသုတ်တန်လို့ပေးထားတယ်အင်္ဂုတ္တရနိကေပိစကနိဗ္ဗာန်မှာလာတဲ့အာဓိယသုတ်တန်အာရိယဆိုတာစီးပွားရှာခြင်းအကြောင်းလို့ဒီလိုအဓိပ္ပာယ်ရတော့နာရောဟိတထေးကဘုရားဘာသာမဖြစ်ခင်ကလည်းအလှူဒန်းဝါဒနာပါတယ်စားရမဲ့တောင်းရမဲ့ပုဂ္ဂိုလ်တွေကိုနေ့စဉ်နဲ့အမျှကျွေးမွေးစောင့်ရှောက်လို့သူ့ကိုအနတ္ထပိဏိကလို့အများပြည်သူကခေါ်တဲ့နာမည်နဲ့ပဲတွင်ကျဲသွားတယ်အနတ္ထဆိုတာကိုရမဲ့တဲ့ဆင်းရဲသားတွေကိုပိဏိကအစားအစာပေးတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သူဝါသနာကိုကလူရတန်းရတာကိုသူစိတ်ထဲမှာကြည်နူးတယ်အလူတန်းရေရောတယ်လို့ဆိုလို့ဘုရားဘာသာဖြစ်တော့လည်းပဲဆက်လက်ပြီးတော့လှူဒန်းတယ်ဘုရားဘာသာဖြစ်တော့ပို့ပြီးတော့လှူတာမြတ်စွာဘုရားနဲ့ရာဇဂုမြို့မှာတွေ့တာသူတွေ့တော့အဲ့ဒီတော့တွေ့တော့ကိုရောင်းကုန်ဝယ်လုံရင်းကနေပြီးတော့သူနဲ့သမီးရောက်ဖတ်တော်တဲ့ရာဇဂုတထေးအိမ်မှာသူကတဲလေးရှိတာရာဇဂုတထေးကသူလာတာစကားမပြောနိုင်ဘူးအဲ့ဒီနေ့လှုပ်ရှုပ်နေတယ်။ဘာကြောင့်လှုပ်ရှုပ်တုံးဆိုရင်ဖျားမှုရှိတဲ့တန်ဃာတွေကိုဆွမ်းသက်ပင့်ထားတာဖြစ်လို့အဲ့ဒီအလုပ်တွေလုပ်နေတော့ခါတိုင်းဆိုရင်သူ့ကိုလာကြိုးနိုင်တဲ့အချိန်ပေးနိုင်တယ်ဒီတစ်ခါမကြိုးနိုင်ဘူး။ဘာကြောင့်လဲဆိုတာကိုစကားစမိပြောတဲ့အခါမှာမြတ်စွာဘုရားပွင့်နေလို့ဖျားမှုရှိတဲ့တန်ဃာတွေဆွမ်းကပ်ဖို့အလုံးများနေတယ်ဆိုတဲ့အကြောင်းပြောတော့အဲ့ဒီမှာဖျားပွင့်နေဗုဒ္ဓဆိုတဲ့တန်ကြားတဲ့သူရင်နဲ့နှလုံးထဲမှာဆွဲသွားပြီးမြတ်စွာဘုရားစီဘာရောက်စိကပ်ပြီးသောတပန်ဖြစ်သွားခဲ့တာဟုတ်အဲ့ဒီနောက်မှမြတ်စွာဘုရားကိုသာဝတိပြည်ကြွဖို့အဲ့တုန်းကပင့်သွားတာအဲ့တော့သူကပင်ကိုရဲ့စရိုက်ဝါသနာကိုကလူမှုတမ်းမှုဝါသနာပါတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာလည်းပဲအလူတန်းနဲ့ပတ်သက်တဲ့တရားတွေစီးပွားဥစ္စာရှာတာတွေနဲ့ပတ်သက်ပြီးတော့ဟောတာတွေများတော့လောကလူတွေကလည်းပဲဘုရားဘာသာဖြစ်စေဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလူဘဝရလာရင်တော့စီးပွားရှာကြရတာပဲအဲ့လိုစီးပွားရှာတဲ့အခါမှာကြတော့ဘုရားရဲ့အဆုံးအမရကြတော့စီးပွားရှာပုံရှာနည်းကိုတော့အပြစ်ကင်းတဲ့စီးပွားရှာနည်းကိုတော့မြတ်စွာဘုရားဟောတယ်အပြစ်မကင်းတဲ့စီးပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ခဏခေတ်မှာဗမာပြည်မှာတော့မဟုတ်ဘူးဒီမှာတော့မကြားဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကိုရီးယားလူငယ်တွေရဲ့ကိုရီးယားနိုင်ငံလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကိုရီးယားဘိက္ခုနီမတူကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီးပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့။ဘာကြောင့်လို့ဆိုရင်စီးပွားရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမျှတတဲ့စီးပွားရေးကိုလုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီးပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားအပြစ်ကင်းတဲ့စီးပွားရှာတရားသဖြင့်စီးပွားရှာတာကိုနှစ်သက်တယ်ဒါတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာကိုစီးပွားရှာတာကိုတော့အာမပေးဘူးဒါဖြင့်အနာရဝိတထေးကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကတထေးတော့တထေးမျိုးရိုးပဲ
သူပါစီးပွားလုပ်တုံးလို့စာပေကျမ်းကနေမှာရေးထားတဲ့အချက်တွေကိုကြည့်ရင်သူဟာထိုခေတ်ကလုံများတဲ့ကတိဂောရခဝနိစဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပျိုးတယ်ဂောရခဆိုတာနွားမွေးတယ်ဝနိစဆိုတာအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရဝိတထေးကြီးရဲ့စီးပွားရေးဟာလေထွန်ခြင်းစိုက်ပျိုးရေးလုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလုပ်တွေကတော့ဒုစရိုက်ကင်းတဲ့လုပ်တွေလို့ပြောအောင်နွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူးနှိုးစားနွားတွေမွေးတာဘယ်လောက်ထိအောင်မွေးတော့ဆိုလို့ရှိရင်အကောင်ကြီးသိမ့်ထီအောင်ရှိပုံရတယ်ဘာလို့လို့ဆိုရင်သူ့နွားတွေကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားကြောင့်သားရွာဆိုပြီးတော့ရှိတယ်သူ့ရဲ့နွားကြောင့်သားနန္ဒဆိုတဲ့နွားကြောင့်သားအကြောင်းစာပေကျမ်းကမှာတစွန်းတစဖော်ပြထားတာရှိတယ်အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနို့တို့ဒိန်တို့ထောပတ်တို့ဒီဟာတွေအတွက်နွားကထွက်တဲ့နှုတ်ထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထွန်တယ်ဆန်းစပါးစိုက်ပျိုးတယ်ပဲနှမ်းစိုက်ပျိုးတယ်ပြီးတဲ့အခါကျတော့ကုန်ရောင်းကုန်ဝယ်လုပ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုန်ရောင်းကုန်ဝယ်လုပ်တယ်အဲ့ဒါသူစီးပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီးပွားကိုလုပ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီးပွားပဲလုပ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်အနာရဘိတ်ရဲ့စီးပွားဟာဒီတိုင်းပဲဝိသခါတို့ရောစီးပွားရောဆိုသူတို့လည်းတူတူပဲဒီစီးပွားဝယ်လုပ်ကြတယ်အယောင်းဝယ်လုပ်တယ်လေထွန်းတယ်နွားကြောင်းတယ်အဲ့ဒီဟာတော့အထက်ကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှာလည်းပဲမြေယာတွေပေါများသည့်အတွက်ကြောင့်လေထွန်းချင်းနွားကြောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလယ်သမားတွေကဆင်းရဲနွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လေတော့နွားကြောင်းချင်းအခြေခံပြီးတော့စာအုပ်နေကိုထောက်ပံ့နိုင်တာဖြစ်လို့မြေယာမှာလောက်ကင်စားတာဟာအပြစ်လဲကင်းပြီးတော့စာနာရိတ်ခါလဲဖူလုံစေတာပေါ့ခဏခေတ်မှာတော့ agriculture based economy ဆိုပြီးတော့စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲဘာလို့လို့ဆိုရင်လူဆိုတာဒီပြပစ္စည်းတွေဥပမာကာမစီလည်းနေလို့ရတယ်ထမင်းမစားပဲနေလို့မရအစမ်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်ကဘာမှာလူတွေ8ယောက်1ယောက်လောက်ကစာနာရိတ်ခါမလုံးမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်မို့စာနာရိတ်ခါထုတ်လုပ်တဲ့အလုပ်ကတော့အမတမလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ရှေးခေတ်ကတော့ဝိသခါတို့အနာရဝိတို့စီးပွားလုပ်တဲ့ဆိုတာစာနာရိတ်ခါထုတ်တဲ့အလုပ်အယောင်းဝယ်လုပ်ဒီလုပ်တွေကိုလုပ်ကြတယ်သူတို့ကိုမိခိုပြီးတော့လုပ်တဲ့ကျေးရွာတွေသူတို့ကိုမိခိုပြီးတော့နေတဲ့လူတွေဟာအများကြီးပဲသိန်းချီထီအောင်ရှိကြတယ်အဲ့ဒီလိုစီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းပြည့်တဲ့အနာရဘိန်တထေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီဟောတာစီးပွားရေးဆိုတာရည်ရွယ်ချက်မျိုးမျိုးနဲ့လုပ်ကြတာမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတယ်ဟုတ်ပြီစီးပွားလုပ်တာဘာအတွက်လဲရလာတဲ့စီးပွားကိုဘယ်လိုသုံးမလဲဘယ်လိုစီးပွားလုပ်မလဲဘယ်လိုသုံးမလဲဆိုတာကိုထိတုတ်တမှာလမ်းညွှန်မှုပေးထားတာပဲဒီလမ်းညွှန်မှုကလည်းပဲ
တရားမြတ်တဲ့ရှုထောင့်ကနေပြီးတော့ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းအပြစ်ကင်းတဲ့စီးပွားရေးတစ်ခုအနေနဲ့မြတ်စွာဘုရားကလမ်းညွှန်ပေးတာဒီစီးပွားရေးမျိုးလုပ်ပြီးတော့ဒီလိုအသုံးပြုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းချီးမွမ်းမွယ်ဖြစ်တယ်နောက်ဘဝလည်းကောင်းရသူအထိရောက်နိုင်တယ်ဟောအဲ့ဒီစီးပွားမျိုးခိုင်းဒီဘဝတော့ချမ်းသာပါရဲ့နောက်ဘဝမှာအပင်ငရဲကျသွားတယ်ဆိုတာမျိုးကြတော့မကောင်းဘူးပေါ့နော်တဘဝပဲကောင်းစားတယ်နောက်ဘဝမကောင်းစားခဏခဏရှိတာမလေးတာတွေကဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးတယ်မူရစ်စေဝါနဲ့လုံမွေးတယ်အသက်မွေးတယ်ဒီဘဝတော့ပတ်စံပေါ်ပေါ်သုံးရင်သုံးရမယ်ဒီဘဝတွေပဲအဖမ်းဆီးခံရတာတို့ချုပ်နှောင်ခံရတာတို့ဒါမျိုးတွေဖြစ်တာပဲမလွတ်မကင်းတာတွေလုပ်မယ်ဆိုလို့ရှိရင်ဒုစရိုက်နဲ့အသက်မွေးမယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေပြဿနာတွေမကြုံမဟုတ်ကြုံတယ်သို့တော့ဒုစရိုက်နဲ့လုပ်ငန်းနဲ့လုပ်ပြီးတော့အကျိုးပေးတဲ့လူတွေရှိတယ်ဒုစရိုက်နဲ့ချမ်းသာကြွယ်ဝနေတဲ့လူတွေရှိအဲ့ဒါဒုစရိုက်အလုပ်ကြောင့်ချမ်းသာတာတော့မဟုတ်ဘူးအဲ့ဒီနေရာမှာမျက်စိလဲသွားတဲ့လူတွေမှာကံကံကြီးကျိုးဆိုတာနဲ့ပတ်သက်ပြီးမျက်စိလဲသွားတဲ့အဲ့ဒါကိုဘုရားဝါဒဝင်နေတတိထားဖို့လို့တည်တည်ချာချာဆွဲဆွဲမြဲမြဲမှတ်ရမှာတော့ကောင်းကျိုးချမ်းသာမှန်သမျှကုသိုလ်ရဲ့အကျိုးဆိုးကျိုးဆင်းရဲဒုက္ခမှန်သမျှအကုသိုလ်ရဲ့အကျိုးဒါတော့ပုံသေးကတ်ချက်နိယမအနေနဲ့မှတ်ထားနိယမအနေနဲ့ဒါဖြင့်ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြွယ်ဝနေတာဘာဖြစ်လို့လဲဒီဒုစရိုက်အလုပ်ကြောင့်ရတာလားအပေါ်အပြင်ကြည့်ရင်ဒုစရိုက်အလုပ်ကြောင့်ရတယ်လို့ထင်တာသို့တော့သူစီးပွားဖြစ်ပြီးတော့အဆင်ပြေနေတာဟာကုသိုလ်ရဲ့ပံ့ပိုးမှုလို့သူတို့ဆိုတယ်သူလုပ်တဲ့အကုသိုလ်လုပ်ဒုစရိုက်အလုပ်ကခုမှပဲစိုက်ပျိုးတော့အဆင့်ရှိတော့သူကအကျိုးမထုတ်လို့သေးဘူးရှေးရခင်ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဒီကနေပြီးခုချိန်မှာအကျိုးပေးနေတာလို့သူတို့ယူအောင်မှာဖြစ်တယ်အကုသိုလ်ကဘယ်တော့မှကောင်းကျိုးမပေးဘူးအကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကံကဝင်ပြီးတော့အကျိုးပေးနေတာလို့ဒီလိုလည်းရှိတတ်သေးတယ်နော်ဒီလိုလည်းရှိသေးတယ်အဲ့တော့နိယမရဲ့သဘောကိုတည်တည်ချာချာနားလည်ဖို့စဉ်းစားကြည့်လေအစိတ်ဆိုတာအစိတ်ပဲအကုသိုလ်ဆိုတာလည်းအကုသိုလ်ပဲအစိတ်ဟာအစိတ်တင်သွားရင်ဒုက္ခတော့ရောက်တာပဲများများသိရင်အသက်ထီအောင်ဆုံးရှုံးနိုင်တယ်ပေါ့ဒါအစိတ်ရဲ့သဘောပဲအကုသိုလ်ကလည်းပဲထို့တူပဲလူဆိုကြပေးမှာပဲအကုသိုလ်ကုသိုလ်ကသာကောင်းကျိုးပေးတယ်လို့အဲ့ဒီသဘောကိုအခိုင်အမာခံယူထားပြီးတော့ဒီကောင်းတာကိုလုပ်ဖို့အမှန်တမ်းအရေးကြီးတာပေါ့နော်ကောင်းတာကိုလုပ်ဖို့မကောင်းတာလုပ်ပြီးကြီးပွားတာလေးတွေကိုတွားပြီးတော့အားကြနေတတ်တဲ့တစ်ခါလူဆိုတာသို့တော့မကောင်းတဲ့အလုပ်တွေကအကျိုးပေးပြီဆိုတဲ့အခါမှာလှိမ့်နေအောင်ခံရတတ်တယ်ပေါ့နော်အဲ့တော့စီးပွားလုပ်တဲ့ပုံစံကိုမြတ်စွာဘုရားကအနာရဘိန်တထေးကြီးကိုဟောတာဒီတုတ်တာနာရဘိန်ကအကြောင်းကိုဒီနေ့2ခေါက်ရောက်တယ်သူရောက်တိုင်းမြတ်စွာဘုရားကတရားတစ်ပုဒ်တော်ဟောလို့ရှိတယ်လို့ဆိုတယ်အခုဒီနေ့ဒီမှာဟောတဲ့တရားကြတော့ဘာလို့ဆိုရင်နာရဘိန်ကိုဟောလိုက်တဲ့တရားကပင်စိမေဃပတိဘောဂနာအာဒီယာသူလည်းစီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်ဥစ္စာစီးပွားရှာဖွေနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ဘောဂလို့ဆိုတဲ့စီးပွားဥစ္စာဘာကြောင့်လူတွေဟာရှာကြသလဲမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့အနာရဘိန်ကိုအကြောင်းပြုပြီးတော့ဟောတာအနာရဘိန်ကမူလကတည်းကသူကဒုစရိုက်ကင်းတဲ့စီးပွားရေးနဲ့အသက်မွေးခဲ့တာဖြစ်တယ်သူ့ကိုဟောခြင်းအပြင်သူနဲ့အတူတကွလာတဲ့ပုဂ္ဂိုလ်တွေအခြားပုဂ္ဂိုလ်တွေဒီဆုံးမဩဝါဒတရားကိုနာယူခွင့်ရသွားတဲ့အခါမှာ
စီးပွားရှာပုံလမ်းမှားနေတဲ့ပုဂ္ဂိုလ်တွေကိုလမ်းမှန်ပို့ပေးပြီးသားဖြစ်တယ်ပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့သူစိတ်ဝင်စားတဲ့အချက်မျိုးအနေနဲ့ရသော်ပြဟောတာလောကမှာတဲ့လူတွေဟာလူဖြစ်လာလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်အလုပ်တစ်ခုလုပ်ကြတယ်ခဏခေတ်မှာဆိုရင်တော့အလုပ်တွေပိုများတယ်ပေါ့နော်လုပ်စရာတွေလည်းပိုများတယ်စီးပွားရှာတဲ့အကွက်ကလည်းများရှေးခေတ်ကတော့စီးပွားရှာတယ်ဆိုတာသိအများကြီးမဟုတ်ခြုံပြောလိုက်လို့ရှိရင်တော့တူတူတော့ကြမှာပါစိုက်ပျိုးရေးလုပ်တယ်မွေးမြူရေးလုပ်တယ်နောက်မင်းမှုတန်းနဲ့သက်မွေးကြတာရှိတယ်အမှုတန်းနဲ့သက်မွေးတာခဏခေတ်လည်းပဲဒီလိုပါပဲသက်မွေးကြတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကစီးပွားဥစ္စာဘာကြောင့်ရှာကြတယ်လဲရှာတဲ့အခါဘယ်လိုရှာရမလဲရှာလို့ရလာတဲ့ပစ္စည်းဟာဘယ်လိုမှန်ကန်စွာအသုံးပြုရမလဲအဲ့ဒါကိုနာရဝိတ္တထေကြီးကိုဩဝါဒပေးတာပဲစီးပွားလဲရှာရတဲ့အခါမှာတရားသဖြင့်တရားမပြတ်စီးပွားရှာရလာတဲ့စီးပွားကိုဘယ်အတွက်သုံးချရမလဲအဲ့ဒါလို့ဆိုရင်အခုဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်ဆိုတဲ့လောကမှာမိသားစုဘဝနဲ့နေပြီးတော့စီးပွားဥစ္စာလုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒီတရားဟာတကယ်ဘဝအတွက်ခိုင်လိုင်းတစ်ခုပဲလို့ဒီတိုင်းသွားလို့ရှိရင်လမ်းဆုံးပန်းတိုင်ဆိုတာအမှန်တမ်းကောင်းတဲ့လမ်းဆုံးပန်းတိုင်ကိုရောက်မှာပဲဖြစ်တယ်ပေါ့အဲ့တော့လောကမှာဟုတ်ပြီစီးပွားရှာတယ်ဆိုတာအကြောင်း၅မျိုးနဲ့စီးပွားရှာကြတယ်ရည်ရွယ်ချက်၅မျိုးရှိကြတယ်လို့ရှာတဲ့အခါမှာမြတ်စွာဘုရားထည့်ပြီးတော့ဟောတယ်စီးပွားရှာရင်ဘယ်လိုရှာရမလဲရှာပုံရှာနည်းကစီးပွားကိုတရားတဲ့နိလန့်နဲ့ပဲရှာရမယ်ဆိုတဲ့အဓိပ္ပာယ်ကြိုးစားပြီးတော့စီးပွားရှာလုံလဝိရိယစိုက်ထုတ်ပြီးတော့ကိုအားနဲ့ကိုဉာဏ်စွမ်းအားကာယစွမ်းအားနဲ့ပဲစီးပွားရှာမယ်အဲ့ဒီမှာဘုရားကိုယ်တိုင်သုံးထားတဲ့စကားလုံးလေးတွေကိုပြောရမယ်ဆိုရင်ဥဋ္ဌာဏဝိရိယဓိကတာသူစီးပွားရှာတာဟာတက်ကြွလုံလဝိရိယနဲ့ကြိုးစားပြီးတော့စီးပွားရှာတယ်ဘာဟာဗလပရိစိတတယ်လက်ယုံအားကိုအသုံးချပြီးတော့စီးပွားရှာတယ်ဆိုတော့ဒီဆိုလိုတာကကိုလုံလနဲ့ကိုယ့်ရဲ့လုံလဝိရိယနဲ့ရှာတယ်ကိုယ့်လက်ယုံကိုအားကိုပြီးရှာတယ်ဆိုတော့သူများစီကမတရားလုပ်တာမဟုတ်ဘူးပေါ့နော်ကိုကြိုးစားအထုတ်ပြီးတော့စီးပွားရအောင်လုပ်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့နောက်တစ်ခုကသေတာဝက်ခိတ်တိသေတာဝက်ခိတ်တာဆိုပမာဒီပြောလို့ရှိတယ်အလုံးလုံးရတာနှစ်ဖူးကချွေချီမကြအောင်ဆိုတာရှိတယ်မြတ်စွာဘုရားကလည်းဒီသေတာဝက်ခိတ်တာဆိုတာချွေတီထွက်အောင်လုပ်လို့ရတယ်ဒါကြိုးစားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာအဓိကအချက်ကတော့ဘာလို့ဆိုရင်ပြောချင်တာကတော့ဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့သူရှာတဲ့စီးပွားကတရားသဖြင့်ရှာတဲ့စီးပွားဆိုလိုတာကိုချင်းတရားမပြတ်ပြားပဲရတဲ့စီးပွားလို့လိန်ညာပြီးတော့လှုပ်တဲ့စီးပွားလည်းမဟုတ်ဘူးမတရားကောင်းမှုဖြတ်တဲ့စီးပွားလည်းမဟုတ်ဘူးသူတစ်ပါးရဲ့အသက်တွေနဲ့အသက်မွေးတဲ့စီးပွားလည်းမဟုတ်ဘူးနော်ကိုယ်တိုင်အလုံးလုံးပြီးတော့စုဆောင်ပြီးရရှိလာတဲ့ငွေကြေးတနာစီးပွားဥစ္စာလို့ဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့ဗုဒ္ဓသာဝကလို့ဆိုတဲ့ဗုဒ္ဓဘာသာတွေဟာစီးပွားရှာပြီးဆိုရင်ဒါအဓိကတတိထားဖို့လို့ဒုစရိုက်နဲ့မရှာနဲ့သူစရိုက်လုံးကနဲ့ကောင်းရောင်းကောင်းဝင်နဲ့ရှာရမယ်ဒါကိုစွမ်းအားနဲ့ကိုလှုပ်အားနဲ့ကိုဒါချွေးထက်တာမထွက်တာအဓိကမဟုတ်ဘူးကြိုးစားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုယ့်အကိုကြိုးစားပြီးတော့
မှန်ကန်တဲ့လမ်းကြောင်းနဲ့စီးပွားရှာပါမတရားလုပ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်လူတာလည်းမဟုတ်လိန်ရောင်းတာလည်းမဟုတ်ဘူးမှန်ကန်စီးပွားဥစ္စာကိုရှာတယ်ဒါရှာကြံတဲ့အပိုင်းလေးမှာမြတ်စွာဘုရားဒီစကားလုံးလေးတွေနဲ့သုံးထားတယ်နော်တရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာဖြစ်တယ်လောကမှာမတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာတွေကလည်းရှိသေးတယ်လေမတရားသဖြင့်ရတယ်ဆိုတာသူများစီကလိန်ယူတာတို့ခိုးယူတာတို့မတရားတဲ့နည်းတွေနဲ့လှုပ်ပြီးတော့ရထားတာတို့အဲ့ဒါတွေမဟုတ်ဘဲနဲ့တရားသဖြင့်အယောင်းဝယ်ကဖြစ်စေကိုလူအားနဲ့ဖြစ်စေဥမာမဲ့ယုံလုံးတဲ့ယုံကပေးတဲ့နောက်ကဒါတရားသဖြင့်ရတယ်လို့ပြောမှာပဲအဂတိတရားလွတ်ကင်းပြီးတော့ကိုလူအားနဲ့ကိုရတဲ့ငွေကြေးတနာလို့ဆိုလို့တယ်ပေါ့အဲ့ဒါဘုရားဘာသာဝင်ဖြစ်လို့ရှိရင်ဒါတွေနဲ့ပဲစီးပွားရှာတဲ့နဲ့ဒီလိုပဲကြိုးစားပြီးတော့ရှာတဲ့နဲ့ခဏခေတ်မှာတော့စီးပွားရှာတဲ့နည်းတွေအများကြီးပဲပေါ့နော်ဟိုတယ်လုပ်ပြီးတော့စီးပွားရှာတာလဲဒါတရားသဖြင့်စီးပွားရှာတာပေါ့နော်လာရောက်တဲခိုးတဲ့ပုဂ္ဂိုလ်တွေစီကအခါကျင်းငွေရတယ်ဒီဧည့်သည်ကျိုးပို့လုပ်တာလဲဒါတရားသဖြင့်စီးပွားရှာတယ်အယောင်းဝယ်လုပ်တာလဲတရားသဖြင့်စီးပွားရှာတယ်ဘယ်သူမှထိခိုက်နစ်နာတာမဟုတ်တဲ့စီးပွားမှန်သမျှဟာဓမ္မိကတရားလမ်းကြောင်းမပြတ်စီးပွားရှာတယ်လို့ပြောနိုင်တယ်အဲ့ဒီလိုရလာတဲ့စီးပွားဥစ္စာဒါရှာပုံနဲ့ပတ်သက်ပြီးပြောတာရလာတဲ့စီးပွားဥစ္စာဘာအတွက်ရှာကြတာလဲရှာပြီးတော့ဘာအတွက်သုံးမှလဲဟုတ်ပြီစီးပွားရှာတယ်ရလာပြီဆိုရင်နံပါတ်1ကကိုရီမန်းတဲ့လူတိုင်းဟာဘယ်သူပဲဖြစ်ဖြစ်စီးပွားရှာရဲဆိုတော့ကိုချမ်းသာဖို့ရှာတာဒါတော့သိကြပါမှာပဲနော်ကိုချမ်းသာဖို့ကိုမိသားစုချမ်းသာဖို့ဆိုတာချမ်းချမ်းသာသာနေဖို့ရှာတာဒါရှာတဲ့နေဟာပဲကိုချမ်းသာအောင်လုပ်ရမယ်ကိုမိဘတွေချမ်းသာအောင်လုပ်ရမယ်အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာပထမဆုံးလူတွေဟာစီးပွားရှာတာဟာမှန်ကန်တဲ့ရွယ်ချက်နဲ့စီးပွားရှာတာဘယ်လိုရွယ်ကြလဲရလာတဲ့စီးပွားကိုဘယ်လိုသုံးတယ်ဆိုစကလုံးချင်းချင်းနဲ့ပဲဖော်ပြတယ်အတ္တနံဒုခေတိပိနေတိကိုချမ်းချမ်းသာသာနေတဲ့ဝဝလင်းလင်းစားသုံးတယ်ကို့အတွက်ကောင်းကောင်းနေကောင်းကောင်းသုံးတယ်ရလာတဲ့စီးပွားကိုကို့အတွက်သုံးပြရမယ်ပြီးတဲ့အခါမှာမာဒပိတရောဒုခေတိပိနေတိကိုယ့်ရဲ့အမေဖေတွေကိုချမ်းချမ်းသာသာနေစေတယ်ဝဝလင်းလင်းကျွေးမွေးထားတယ်ဒါကိုရတဲ့စီးပွားကိုမှန်ကန်စွာအသုံးချခြင်းပဲမိဘကျွေးတာကုန်ပါစေကုန်ကျိုးနဲ့တယ်ကိုစားလို့ကိုချမ်းသာအောင်အသုံးပြုလို့ကုန်ရင်ကုန်ပါစေကုန်ကျိုးနဲ့တယ်ဒါစီးပွားရှာတာကိုချမ်းသာဖို့ကိုမိဘတွေချမ်းသာဖို့နောက်တစ်ခုကတော့ပုဒ္ဒဓာရဓာတကမ္မကရပောရိတေပုဒ္ဒဓာရဆိုတာသာသမီတို့အိမ်တော်ဘက်တို့ပုဒ္ဒဓာရလို့ခေါ်တယ်ဓာတကမ္မကရပောရိတဆိုတာရှေးခေတ်ကတော့အိမ်မှာအပိုင်ဝယ်ထားတဲ့ကြေးကျွန်ဆိုတာရှိတတ်တယ်ခဏခေတ်မှာတော့ကြေးကျွန်မရှိဘူးအဲ့တော့ကမ္မကရပောရိတဆိုတာဝန်တန်းတွေကိုယ်မှလှုပ်ဖို့ရခေါ်ထားတဲ့ဝန်တန်းတွေဆိုလိုတာကကိုမိသားစုကိုယ့်ရဲ့ဝန်တန်းတွေချမ်းသာဖို့အသုံးပြုတယ်ဝဝလင်းလင်းစားစေတယ်ဆိုကိုရှာထားတဲ့စီပွားကိုအခုတိုင်းပဲအသုံးပြုတယ်ဆိုလို့ရှိရင်ဒါဟာမှန်ကန်စွာအသုံးပြုခြင်းပဲလို့ရသော်ဖျားသတ်မှတ်ပြီးတော့ဖော်ပြတယ်မသုံးရဘူးပြောတာမဟုတ်ကိုရှာတဲ့စီပွားကိုဒီလိုပဲသုံးချကိုချမ်းသာအောင်အသုံးပြုမယ်မိဘအတွက်အသုံးပြုမယ်ကိုအိမ်သားဝန်ထမ်းများအတွက်အသုံးချတယ်
ဒီအချက်ဟာဖြင့်ကျင့်တတ်เสียကောင်းတဲ့အချက်ပဲတဲ့နောက်ဒုတိယအချက်အနေနဲ့မြတ်စွာဘုရားဟောတယ်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတရားသဖြင့်ရလာတဲ့ဥစ္စာကိုဒုတိယအနေနဲ့ဘာသုံးချမလို့မိတ္တမစ္စေဒုခေတိပိနိတိလူတိုင်းမှာမိတ်ဆွေတွေရှိတယ်လုပ်ဖို့ကံဘက်တွေအပေါင်းအသင်းတွေရှိတယ်သူတို့မှာအခက်ခဲတစ်စုံတရာရှိလာလို့ရှိရင်ကုညီတဲ့နဲ့သူတို့အတွက်သုံးချပေးတယ်ကိုရှာတဲ့ပစ္စည်းဥစ္စာသူတို့အတွက်လည်းပဲအကူအညီပေးတယ်ဆိုလို့ရှိရင်ဒါလည်းကျေနပ်စရာကောင်းတဲ့ဟာပဲတဲ့ဒါလည်းမမေ့တဲ့နဲ့ကိုနဲ့ကိုပတ်ဝန်းကျင်ဆိုတာမိတ္တဆိုတာမေတ္တာသက်ဝင်ချစ်ခင်ကြတဲ့အပေါင်းအသင်းတွေအမစ္ဆဆိုတာလုပ်ဖို့ကြိုင်မဲ့တွေတခါတရံခက်ခဲကြုံတဲ့အခါကျတော့ကိုယ့်ရဲ့ကူညီမှုကိုခက်ခဲကြုံရင်လည်းသူတို့ရဲ့ကူညီမှုအပြန်အလှန်အားပြုပြီးတော့နေကြတာဖြစ်တော့ကြောင့်ကိုရှာထားတဲ့စီးပွားတွေကမိတ်ဆွေတွေအတွက်သုံးချတယ်လုပ်ဖို့ကြိုင်မဲ့တွေအတွက်သုံးချတယ်ဆိုရင်ဒါမှန်ကန်စွာအသုံးချခြင်းပဲဖြစ်တယ်ကျင့်တတ်เสียကောင်းတယ်တဲ့ဒါလည်းကိုရှာတာသူတို့အတွက်လည်းပါတယ်လို့သူဆိုလို့နောက်တတိယအချက်ကြတော့မြတ်စွာဘုရားပါဟောတော့လူလောကဆိုတာအခက်ခဲတို့ဘေးရန်အန္တရာယ်တို့ဆိုကြုံတတ်တယ်လေဒီဘေးရန်အန္တရာယ်နဲ့ပတ်သက်ပြီးတော့အဖြစ်များတာဗမာပြည်မှာအတူသိများတာပါတော့ဆိုရန်သူမျိုး၅ပါးတကယ်တော့စာပေကျမ်းကမှာရန်သူမျိုး၅ပါးလို့တိုက်ရိုက်သုံးတာတော့နည်းတယ်တိုက်ရိုက်သုံးတာတော့နည်းတယ်ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီရန်သူမျိုး၅ပါးဆိုတာလူကိုရန်ပြုတဲ့ရန်သူမျိုး၅ပါးတော့မဟုတ်ဘူးပစ္စည်းဥစ္စာအကုန်ကြဖြစ်ပေါ်စေတတ်တဲ့အခြေအနေဆိုးတွေကိုဆိုလိုတာပဲလူတွေဆိုတာအများနဲ့နေကြတဲ့အခါမှာကိုပစ္စည်းဥစ္စာတွေဟာကိုအိမ်ကစပြီးတော့မီးလောင်တာမဟုတ်ပေမဲ့လို့သူများအိမ်ကလာပြီးတော့ကူးဆက်ပြီးတော့မီးလောင်ခံရတာမျိုးတွေလည်းရှိတယ်မီးဘေးသင့်တယ်ဆိုတာလောကမှာရှိနိုင်တယ်လေမြို့ကြီးတွေပါကြီးတွေဆိုပိုးပြီးတော့ကြောင်းခင်မီတိုးတက်နေတဲ့မြို့တွေဒီနိုင်ငံတွေတောင်မှပဲမီးဘေးဆိုတာရှိတာအဲ့ဒီလေအဲ့ဒါကိုပဲမီးကိုပဲရှန်သူလို့သဘောထားပြီးတော့ပစ္စည်းဥစ္စာကိုဖျက်လို့မိဘေးတဲ့အခါမှာကိုရှာထားတဲ့ပစ္စည်းဥစ္စာဟာမိဘေးကြောင့်ဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာတွေအတွက်အစားထိုးကာကွယ်လို့ရတယ်မရှာဘူးဆိုရင်မီးလောင်ကုန်သွားရင်စားကြမရှိဖြစ်မယ်ပေါ့နော်အဲ့တော့ရှာဖွေပြီးစုဆောင်းထားတဲ့ငွေကြေးဟာဒီလိုဘေးရန်အန္တရာယ်ကြုံလို့ရှိရင်သုံးချနောက်တစ်ခါရေဘေးဆိုတာမထင်မှတ်ပဲနဲ့မျိုးတွေရွာတွေရေလွှမ်းတတ်တယ်ရေလွှမ်းသွားတဲ့အခါကျတော့ကိုပစ္စည်းတွေပါသွားတတ်တယ်အဲ့လိုပါသွားလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေဆုံးရှုံးတာပဲဗမာပြည်မှာကိုတခါတော့တောင်သာဘက်မှာကျက်သွန်နေဆိုင်တယ်သူတို့စီမှာရေဘယ်တော့မှအိမ်အောက်ရောက်တာမဟုတ်တော့ကျက်သွန်တွေကိုရေအောက်ဖြန့်ထားတယ်ညကြတော့မထင်မှပဲနဲ့မိုးတွေရွာတောင်ကျရေတွေလာပြီးတော့အိမ်အောက်ထားတဲ့ကျက်သွန်တွေအကုန်ပါသွားတာဒါမျိုးလေးခြုံတတ်တယ်လေရှိတာတွေကုန်ရောရေမျောသွားအနာရဝိတထေးကြီးကိုယ်တိုင်ကလည်းသူကပိုးရှန်တဲ့ငွေချေးတွေကိုသူတို့ခေတ်ကတော့မြေကြီးထဲမြုပ်တယ်မြေကြီးထဲမြုပ်ထားလေးရှိတယ်ခုခေတ်လို့ဘန်စနစ်မရှိဘူးဘန်စနစ်မရှိတော့တွင်းတူးပြီးတော့မြေကြီးထဲမြုပ်ထားကြသူမြုပ်ထားတာတာဝတိဆိုတာအစိရဝတိမြေကမ်းဘေးမှာရှိတာ哦
အစိရဝတိမြစ်ကမ်းဆိုမြစ်ဆိုတာဘာနဲ့တူတော့ဆိုမူးမြစ်နဲ့တူတယ်တောင်ကြရည်တွေလာရင်ခါရဲရေစီးကတန်းတယ်ပတ္တစာရီတို့မျောသွားတယ်ဆိုတာအဲ့သူ့သားလေးတွေမျောတယ်ဆိုတာအဲ့ဒီမြစ်ပဲအစိရဝတိရေကအခုရောက်ရင်ရောက်လာတာဗမာပြည်မှာထောင်းသေးချောင်းတို့လို့ပေါ့နော်ထောင်းတောင်မလွတ်ဘူးလို့ပြောတယ်အဲ့ဒီချိန်မှာတောင်ကြရေကျလာလို့ရှိရင်တိုက်စားသွားနိုင်တယ်အဲ့ဒီမှာနာရဝိသတိကြီးကမြေကမ်းမှာသူပစ္စည်းတွေမြုပ်ထားတာ။အော်ရေတိုက်စားပြီးကြွားတဲ့ရေထဲပါသွားတော်တော်များများပစ္စည်းတွေပါသွားဘူးတယ်။သူဆင်းရဲသွားသေးတယ်။ကျွေးတွေပြန်မရတာတို့မြုပ်နှံသိမ်းဆည်းထားတဲ့ပစ္စည်းတွေကခုနရေတိုက်စားလို့မြေထဲပါသွားတာတို့အဲ့လိုဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့။အဲ့ဒီလိုဖြစ်လာလို့ရှင်အစားထိုးရပ်တည်နိုင်ဖို့အတွက်ဒီစီးပွားဥစ္စာကိုရှာကြရတယ်ရှာပြီးတော့အသုံးချတယ်လို့သူတို့ဆိုတယ်တခါတရံကျတော့အဲ့ဒီသဘာဝဘေးမဟုတ်ဘဲနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေကနေပြီးတော့ဒဏ်တက်တာတို့ဘာတို့ကိုယ့်ရဲ့လုံရောက်နဲ့ပတ်သက်ပြီးတော့မင်းဆိုးရာဇာတွေကဒဏ်တက်တာတို့ငွေကြေးတနာဆောင်ခိုင်းတာတို့လှုပ်လာတဲ့အခါကျတော့ငွေမရှိရင်အတော့ဒုက္ခရောက်မှာအဲ့တော့ပစ္စည်းရှာထားတယ်ဆိုမင်းဆိုရသားတွေကငွေတန်တက်ပြီဆိုလို့ရှိရင်လည်းကိုကပေးနိုင်ရမယ်ပတ်စံရှိတဲ့ပုဂ္ဂိုလ်ကပေးပြီးတော့ကို့မှာအနေကင်းအောင်လုပ်လို့ရတယ်နောက်တစ်ခုကတော့စောရကိုဗမာလူကတော့တခိုးလို့သာပြန်တာတကယ်ကတော့စောရဆိုတာတပုံလုံးလည်းပြန်လို့ရတာပေါ့နော်တောတွင်တပုံတွေဗမာပြည်မှာလည်းဒီနေ့ခေတ်မှာရှိတာလက်နဲ့ကိုင်အဖွဲ့အစည်းတွေပေါ့အခေါ်တော့ပြောင်းချင်းပြောင်းသွားကြအဲ့ဒီမြို့ပေါ်မှာနေတဲ့လူတွေလည်းပဲခွန်တက်ကောက်ထားတော့ပတ်စံပေးရင်ပေးမပေးလို့ရှိရင်ဒုက္ခရောက်တာပဲပေးနိုင်တဲ့ပုဂ္ဂိုလ်ကြတော့လေလွတ်သွားအခုလောလောဆယ်တောင်ဖြစ်နေတာမျိုးတွေစောရဆိုတာအဲ့ဒီလိုပုံကန်းနေတဲ့ပုံကိုယ်တွေမှန်သမျှဟိုတိတ်တိတ်ပုံခိုးတဲ့တခိုးလည်းပါပေါ့နော်ခုနလိုလက်နဲ့ကိုင်ပုံကိုယ်တွေကနေပြီးတော့ဝေကြီးရဏတောင်းရင်လည်းပဲမပေးနိုင်ရင်လူဖမ်းခံရပေးနိုင်လို့ရှိရင်လွတ်မြောက်တယ်အဲ့ဒါအတွက်အသုံးချရင်လည်းဒါကိုချမ်းသာဒုက္ခအတွက်အသုံးချတာမဟုတ်မှန်ကန်တဲ့အသုံးချမှုပဲလို့မြတ်စွာဘုရားဟောတယ်နောက်ဆုံးတစ်ခုကတော့ကိုယ်အိမ်မှာပြောမကောင်းဆိုမကောင်းမလိမ္မာတဲ့မွေးစေဝါဆွဲတဲ့အသုံးဖြုံကြီးတဲ့သားသမီးဆိုတာပေါ်လာတယ်အတောင်စားမဲ့တဲ့သားသမီးဆိုတာပေါ်လာတယ်သူကလည်းရှိသမျှပစ္စည်းတွေဖြုံတတ်တယ်အဲ့ဒီလိုအမွေခံသားဆိုသမီးဆိုအပိယတော့ဒါရတော့မချစ်မုန်းစရာကောင်းတဲ့အမွေခံသားသမီးတွေကလည်းပဲပစ္စည်းဥစ္စာကိုဖျက်ဆီးတတ်တယ်အဲ့ဒါကိုပဲယန္တမျိုးကားပါလို့ပြောတာရှေးမင်းမင်းခိုးသူမချစ်မနစ်တဲ့အမွေခံသားဆိုသမီးဆိုအများကတော့အမွေခံဒီယန္တမျိုးကားပါကိုရည်တွက်တဲ့အခါမှာရှေးမင်းမင်းခိုးသူမချစ်မနစ်တဲ့အတော့သူလို့တွက်ကြတယ်အမှန်မချစ်မနစ်တဲ့အတော့သူဆိုတာအတိတ်ပဲမမှန်သေးဘူးမချစ်မနစ်တဲ့အတော့သားဆိုသမီးဆိုလို့သူတို့ဆိုလို့တယ်အမွေခံကိုပြောတာကြံတဲ့ကိုမုန်းတဲ့လူတွေပြောတာမဟုတ်ဘူးသူတို့ကလာပြီးဒုက္ခမပေးဘူးကိုသားသမီးကကိုဒုက္ခပေးတယ်အဲ့ဒီအမွေခံပုဂ္ဂိုလ်ကလည်းပဲပစ္စည်းတွေကိုသုံးတတ်ဖြုံတတ်တယ်လို့အဲ့ဒီလိုလောကမှာဒါကိုအာပရာလို့ခေါ်တယ်မထင်မှတ်ပဲရောက်လာတတ်တဲ့ဘေးရအန္တရာယ်မိလောင်တာဆိုတာလည်းမမျောလင့်မဲနဲ့လောင်ခါရတယ်ရေတိုက်စားသွားတာဆိုတာလည်းမမျောလင့်မဲနဲ့ပဲမေဇိုရဇာတွေကအခွန်တိုးကောက်တာတို့ဒဏ်ချတာတို့ဆိုတာလည်းမမျောလင့်မဲနဲ့ဖြစ်တတ်တယ်ဧတဘုံတကနေကနေပြီးတော့ငွေကြီးတောင်းခံတာလည်းမမျောလင့်မဲနဲ့ဖြစ်တတ်တယ်ကိုယ်အိမ်မှာရှိတဲ့သားစုသမီးစုတွေကဖြုံးတာဆိုတာလည်းပဲဖြစ်လာတတ်တယ်ခဏခေတ်မှကြတော့တောင်တိုးတောင်လာလိုက်သေးတယ်
ကိုဗစ်ယောဂဖြစ်လို့စီးပွားဥစ္စာတွေပြက်ကုန်ကြအယောင်းဝယ်တွေပြက်ရှိသမျှလေးထိုင်စားနေရတာဒါလည်းရန်သူပဲယောဂါလဲနော်လောက်ကင်စားတော့လို့မရတဲ့အခြေအနေမျိုးဖြစ်လာအဲ့တော့ရန်သူဆိုတာအဲ့ဒါကိုဆိုလိုတယ်ပေါ့စီးပွားဥစ္စာပြက်ခြင်းရဲ့အကြောင်းတရားတွေကလောကမှာမြောက်များစွာရှိတယ်ထင်မယ်ဒါနမူနာအနေနဲ့အဖြစ်များတာအနေနဲ့မြတ်စွာဘုရားထုတ်ပြထားရေမင်းမင်းခိုးသူမချစ်မနဲ့တဲ့တော့မွေးကန်သားဆိုသမီးဆိုဆိုတာအဲ့ဒီလိုဘေးရန်မျိုးတွေဟာမထင်မှတ်ဖက်နဲ့ကျုံလာတတ်တယ်ကျုံလာလို့ရှိရင်ကိုရှိတဲ့ပစ္စည်းနဲ့ကိုဒုက္ခမဖြစ်အောင်ကာကွယ်လို့ရတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကအကာအကွယ်လုပ်လို့ရတယ်လို့သူတို့ပြောတယ်အကယ်၍သာကိုယ်မှာပစ္စည်းဥစ္စာမရှိဘူးဆိုရင်လူဒုက္ခရောက်ကာဝယ်လို့မရနိုင်ဘူးအဲ့တော့ဒီနံပါတ်3အချက်နဲ့ပစ္စည်းဥစ္စာကိုအသုံးချမယ်ဆိုရင်လည်းဒါမှန်ကန်စွာအသုံးချခြင်းပဲလို့ပြောကိုရှာဖွေတာဒါအတွက်လည်းပါတယ်ဆိုလိုတာပစ္စည်းဥစ္စာတွေကိုတရားသဖြင့်ရှာပြီးရင်သိသိရမယ်သိသိထားတဲ့ပြီးတဲ့အခါမှာဒီအချက်တွေအတွက်အသုံးချရမယ်လို့ဒီလိုပြောတာနော်ဒီကိစ္စတွေကြုံလာလို့ရှိရင်အသုံးချရမယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်လူဆိုတာလူဝတ္တရားတွေရှိတယ်လူတရားတွေကိုလောက်ရတယ်မိသားစုတိုင်းမှာလူဝတ္တရားဆိုတာလာပမာပြည်မှာဆိုလို့ရှိရင်နော်ဝတ္တရားဆိုတာတွေကမင်္ဂလာဆောင်တို့ဘာတို့ဖိတ်လို့ရှိရင်သွားပြီးတော့လက်ဆောင်ပေးရတာတို့ဒါမျိုးတွေဒါဝတ္တရားလို့ခေါ်တယ်လူတွေရဲ့ထုံတန်းစင်လာတွေကများတယ်လူမျိုးတွေရဲ့ထုံတန်းစင်လာအတိုင်းမသွားလို့လည်းမရဘူးမလုပ်လို့လည်းမရဘူးမလုပ်ရင်မလုပ်ချင်လို့မတော်ဘူးဆိုတဲ့အရာကိစ္စမျိုးတွေကရှိတတ်တယ်ပေါ့အဲ့တော့လူဝတ္တရားနဲ့ပတ်သက်ပြီးတော့လည်းပဲငွေကြေးတနာကလိုအပ်တယ်လောကလူတွေဟာလုံးတဲ့လုံးထက်တဲ့လူဝတ္တရားတွေကဘာတွေတုံးတို့တရားတွေနဲ့ပတ်သက်ပြီးတော့ဒီမှာဖော်ပြထားတာကတော့မြတ်စွာဘုရားကလူဆိုတာတဲ့ဆွေမျိုးတွေဒုက္ခရောက်နေလို့ရှိရင်ဒီတိုင်းကြည့်နေလို့မရဘူးတဲ့ကိုယ်ဆွေမျိုးကိုပေးကမ်းထောက်ပံ့ရမယ်ဘုမာပြေကလူတွေကတော့ဆွေမျိုးတောင်မကပါဘူးလှူကြတန်းကြတယ်အခုကိုဗစ်ကာယောဂဖြစ်ပွားနေတဲ့အချိန်မှာဆိုရင်ပြည်သူလူထုတွေကရေရောစွာလှူကြတန်းကြတာတွေတွေ့စေရနာထက်သန်စွာလှူဒန်းကြတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ်နိုင်ငံသားတွေကကိုယ်ဆွေမျိုးတွေပဲပေါ့နော်အဲ့တော့ဆွေမျိုးတွေကိုလိုအပ်တဲ့အချိန်မှာကုညီထောက်ပံ့ပေးတယ်အဲ့ဒါကိုညာတိပလိလို့ခေါ်တယ်ပလိဆိုတာပမာတွေထဲမှာတော့ပလိနတ်စာကျွေးတယ်ဆိုတဲ့အသုံးနဲ့တူတူပဲအဲ့တော့ဆွေမျိုးတွေကိုပေးကမ်းတယ်စွန့်ကြဲတယ်ဒါကိုညာတိပလိလို့ခေါ်တယ်နောက်တစ်ခုကလူတိုင်းမှာဧည့်သည်ဆိုတာရှိတတ်တယ်ဧည့်သည်နဲ့ပတ်သက်လာလို့ရှိရင်နော်လူတွေဟာသူ့ဧည့်သည်ကိုယ့်ဧည့်သည်ဆိုလို့ခရီးသွားတဲ့အခါခုခေတ်မှသာဒီတဲကိုကန်တွေဟိုတယ်တွေဂက်စ်ဟောက်တွေနဲ့တက်ခုစရာရှိတာရှင်းတော့ဒီလိုမဟုတ်ဘူးကိုစီလာကိုအိမ်တဲသူစီလာသူအိမ်တဲဆိုတာမျိုးလို့ဧည့်သည်ဆိုတာသိပြက်လိမ့်မရှိကြအောင်နော်ဗမာလူမျိုးတွေထုံးတဲ့စလားဧည့်သည်ဆိုတာရှိကြတယ်အခုကတော့အဲ့ဒါလို့ဧည့်သည်မျိုးကရှိတော့ရှိမယ်နဲသွားပြီသူကဧည့်သည်တဲစရာနေရာတွေတည်တံ့ရှိသွားတဲ့အခါကျတော့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေငွေကြေးသုံးချပြီးတော့ဧည့်သည်တဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုယ်စီလာတဲ့ဧည့်သည်ကြတော့ကိုယ်ကတောင်းဝန်ယူရတယ်ဧည့်သည်ကိုတောင်းဝန်ယူတာမြန်မာနိုင်ငံပဲရှိတော့တယ်ထမရဲ့ကျန်တဲ့နိုင်ငံတွေမရှိတော့ဘူးမရှိတော့ဒီယဉ်ကျေးမှုကဗမာပြည်ပဲရှိတော့မယ်ထင်တယ်တည်တည်ချာချာသူတေသနာလုပ်ကြည့်ရင်တော့အဖြစ်သိမှာပေါ့နော်တခြားနိုင်ငံတွေမှာတော့မရှိဘူးသိကြတယ်
ဖိတ်မှသာသွားလို့ရတာမဖိတ်ဘဲနဲ့လာတဲ့ဧည့်သည်ဆိုမြန်မာပြည်မှာပဲရှိလိမ့်မယ်မြန်မာပြည်ကတော့ဧည့်လာရင်ကိုပဲပျော်ပြီးတော့ဧည့်သည်ကိုကြောကျွေးကြတယ်ဧည့်မျောနေတာတောင်ရှိတယ်ဗမာပြည်ကြီးတာရင်ဧည့်လာတယ်ဆိုပြီးတော့ဗမာလူမျိုးတွေကတော့ဧည့်ကိုညီးညူတာတိတ်ပြီးတော့မရှိကြတော့အဲ့ဒီကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကျွေးလိုက်ရမွေးလိုက်ရမှကျင့်တတ်တယ်ဆိုတာအခုတောရွာတွေမှာရှိတော့မဲ့တာဧည့်သည်ဆိုတာရှိတော့မဲ့ကိုရရောက်လာရင်ကိုဧည့်သည်ဆိုကိုမစားခြင်းနေပြီဧည့်သည်ကောင်းကောင်းချက်ကျွေးတယ်မြန်မာလူမျိုးတွေကဒါမြန်မာယဉ်ကျေးမှုအနေနဲ့ရှိနေတော့မဲ့ကိုမြို့တွေတော့နည်းနည်းရှားသွားပြီထင်တယ်အဲ့ဒါလို့အဲဝပြုတာကိုလည်းအတိထိပလိလို့ခေါ်တယ်အစိုးရတွေကြတော့ကိုယ်ကဖိတ်တဲ့နိုင်ငံခြားဧည့်သည်တွေတို့နော်အစိုးရအချင်းချင်းသွားတဲ့ဧည့်သည်တွေထမင်းကျွေးရတာတို့ဘာလို့ဒါမျိုးတွေအခုချိန်မှရှိတော့နိုင်ငံတော်ဧည့်သည်ဆိုပြီးတော့ဧည့်သည်ကိုကျွေးရမွေးရတာကိုတိထိပတိလို့ခေါ်တယ်အဲ့ဒါလည်းယဉ်ကျေးမှုတရားအနေနဲ့လူမှုရေးရကုသိုလ်ကောင်းမှုပြုခြင်းတစ်မျိုးပဲဧည့်သည်ကျွေးတာဟာဒီကုသိုလ်မရဘူးမဟုတ်ဘူးကုသိုလ်ရတယ်ကုသိုလ်ရတဲ့ကိစ္စတစ်ခုပဲနောက်တစ်ခုကတော့ဘာလို့ဆိုရင်ကိုမိသားစုထဲမှာဘိုးဘွားပြီးပင်ကစပြီးကိုဆွေတွေမျိုးတွေထဲမှာတမလုံးဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေဘယ်နည်းပဲရကွယ်လင်းတာနှစ်ပတ်လဲဘလောက်ဘယ်နှစ်ပြည့်ဘယ်နှစ်ပြည့်ဆိုတာမျိုးတွေလုပ်ပြီးတော့လူတွေကကုသိုလ်ကောင်းမှုလုပ်ကြတယ်အဲ့ဒါကိုပုဗ္ဗပေတပလိလို့ခေါ်တယ်ကွယ်လွန်ခြင်းဘယ်နှစ်ပြည့်ဆိုပြီးတော့လုပ်လေကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူ့အတွက်ကုသိုလ်အမြတ်ရှည်စူးတာဟာလည်းပဲဗုဒ္ဓဘာသာတွေမှာရှိတော့မြန်မာပြည်မှာလည်းရှိနေတော့မို့ဒါကိုပုဗ္ဗပေတပလိလို့ခေါ်တယ်နော်အဲ့လိုကုသိုလ်ကောင်းမှုလုပ်ကြတယ်နောက်တစ်ခုကတော့ဘုရင်တွေကတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေအတွက်အခွန်တော်ဆက်တရတာကိုရာဇပလိလို့ခေါ်တယ်အချိုးကြအမြတ်တော်ကွန်နော်စားတော့ခွန်လုပ်ငန်းခွန်စသဖြင့်အဲ့ဒီခွန်တွေပေးရတာလဲရာဇပလိလို့ခေါ်တယ်အဲ့ဒါတွေလဲမှန်မှန်ကန်ကန်ပေးခြင်းဟာကုသိုလ်ရတဲ့အလုပ်ပဲကုသိုလ်မရဘူးတော့မဟုတ်ကုသိုလ်ရတာပဲဒါလဲစေရနာနဲ့အခွန်ကိုဝန်ထမ်းလို့ရှိရင်လည်းပဲကုသိုလ်ဖြစ်တာပဲနောက်တစ်ခုကဒေဝတာပလိတဲ့ဒေဝတာပလိဆိုတာကိုမျိုးဆွေမျိုးအစဉ်ဆက်ကနေပြီးတော့လက်တွေကိုပူဇော်ပတ်သက်မှုပြုတာအဲ့ဒါကိုတချို့ကနတ်ကိုးကွယ်တာလို့ထင်တယ်နတ်အုံးမဆွဲဘူးတို့ဘာတို့နတ်အုံးဆွဲတာဥပဲအဆွဲလန်းတစ်ခုလို့ပြောကြတာလည်းရှိတယ်မြတ်စွာဘုရားဟောထားတာတော့အဲ့ဒါလို့မဟုတ်ဘူးเนาะကိုးကွယ်တာနဲ့ပူဇော်တာနဲ့ကတခြားစီပဲအိမ်လာတဲ့ဧည့်သည်ထမင်းကျွေးတာကိုးကွယ်တာမှမဟုတ်တာထို့တူပဲနတ်ကိုလည်းပဲပေးနေကြပူဇော်ပွဲတစ်ခုပေးတာဒါဒေဝတာပလိလို့ခေါ်တယ်အဲ့ဒါမျိုးကလည်းပဲကိုရိုးရမပြက်ပြုလုပ်ခြင်းကိုမမြင်ရပေမဲ့လို့နတ်တွေကကိုယ့်ဘောမှာမေတ္တာတက်ရောက်တယ်ရိုးရာကိုဖြတ်လိုက်လို့ရှိရင်လည်းသူတို့ရင်ထဲမှာမကြည်မနှက်ဖြစ်နိုင်တယ်ဒါနော်တော်တော်လူမဟုတ်သည့်အတွက်ကြောင့်မသိကြတဲ့အခါကျတော့ဒါဘာမှမဖြစ်ဘူးလို့တို့ထင်တယ်ဟိုလိုနတ်ပြောတာနတ်ကိုးကွယ်တာဖရာတရားတန်ခါနေမဟုတ်ဘူးနတ်ကိုအလေးထားပြီးဒီလိုကိုးကွယ်တာပြောကတော့မဖြစ်သင့်ဘူးပေါ့ခုနလိုနတ်အုံးသီးဆွဲတယ်ကိုရိုးရအရာပူဇော်နေကြအောင်ပူဇော်တယ်နောက်ဆုံးပဲဖရာပန်းတင်ရင်ကနေပြီးတော့ဒီဖရာပန်းနတ်ကနေပြီးတော့ဖရာကိုလှူဖို့ဆိုပြီးတော့ပေးမယ်ဆိုရင်အဲ့နတ်ကကိုပို့ပြီးတော့ယေရှုတင်မှာအဲ့တော့ဒေဝတာပလီထဲမှာအကောင်းဆုံးဒေဝတာပလီကတော့အုံသီးဆွဲတာမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းအမြတ်ဝေတာအကောင်းဆုံးပဲပေါ့နော်ဒါလည်းဒေဝတာပလီလို့ပြောတယ်ကုသိုလ်လုပ်ပြီးတဲ့အခါတိုင်းမှာကိုမမြင်ရပေမဲ့ကိုယ့်ရဲ့အိမ်ဆောင်နတ်
ကိုယ်ဆောင်နတ်ကျောင်းဆောင်နတ်ဆိုတာလို့ပေါ့နော်ဒါတွေကစာထဲမှာအဆောင်နတ်လို့ဆိုပေမဲ့လို့ကိုယ်လာစောင့်ရှောက်နေတာတော့မဟုတ်ဘူးကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်နေတာအဲ့ဒါကိုဆိုလိုတယ်လို့ယူဆအဲ့တော့ကိုယ်နဲ့အနီးပတ်ဝန်းကျင်မှာဖြစ်နေတဲ့နတ်တွေကိုကိုယ်တိုင်ကကုသိုလ်ကောင်းမှုလုပ်တိုင်းအမျှပေးဝေခြင်းအပြင်သူတို့နဲ့မိတ်ဆွေဖြစ်ပြီးသူတို့ရဲ့ဆောက်ရှောက်မှုကိုရတယ်မြတ်စွာဘုရားကဘယ်လောက်ထိဟောထားတော့ဒေဝတာနုကံပိတောပောသောသရဘထရာနိပတ္တိကိုကနတ်တွေကိုအရေးတယူလုပ်ပြီးတော့ကုသိုလ်အမျှဝေငှလို့သူတို့မှာဘုံတကုတိဆိုတက်သွားတဲ့အခါမှာသူတို့ကကိုယ့်ကိုတနာဆောက်ရှောက်လာတယ်မိဘကကိုယ့်ကိုကြည့်ကိုသားသမီးကိုကြည့်တယ်လို့ပဲနတ်တွေကကိုယ့်အတွက်စိတ်ချနှံ့ပြီးတော့နတ်တွေကချနှံ့ပြီးတော့ကြည့်ပြီးတော့ဘေးရအနေမရောက်အောင်သူတို့ကြိုတင်သိလို့ရှိရင်လေလမ်းလွဲပေးတယ်ကုကြီးတယ်မဆာတယ်အနေရကင်းအောင်လုပ်ပေးတယ်ဒါအချွန်တက်ကြီးနဲ့ကောင်းကင်ဆင်းပြီးတော့လာလောက်မှာမဟုတ်ဘူးပေါ့နော်တခါတည်းကြုံတတ်တယ်မို့လားကိုယ်ကခကြီးသွားတယ်ကားပြက်နေတယ်တော်ကြီးထဲမှာတော်လန်းထဲမှာကားပြက်နေတယ်ကိုနဲ့သိတဲ့မိတ်ဆွေကရောက်လာပြီးတော့ကူသွားတယ်သို့မဟုတ်ကိုကူညီမဲ့ပုဂ္ဂိုလ်ရောက်လာတယ်အဲ့လိုမျိုးတွေဟာနတ်တွေရဲ့အကူအညီဆိုဖြစ်နိုင်တယ်မြမရာဇဝင်မှာရှိတဲ့ကျန်စီမင်းကြီးဟာမင်းပြအနောထဘရင်လည်းတက်ကမင်းပြမင်းတန်တင့်တော့သူကထွက်ပြေးရတဲ့အချိန်မှာသူနဲ့ဆူတောင်းဘက်မင်းမဟာခီရိကနေပြီးတော့သူ့ကိုဆောင်းလျှောက်တဲ့ဆိုတာနောက်ပိုင်းလာပြောတယ်တန်ဃာသေးအောင်ဆောင်ပြီးတော့ဟိုဘကံပို့ပေးတယ်အဲ့ဒါတကယ်တန်ဃာသေးမဟုတ်ဘူးတဲ့မင်းမဟာခီရိနတ်ကနေလောက်သွားဒါပေမဲ့နတ်အနေနဲ့လာလောက်တာမဟုတ်ဘူးလူတယောက်တန်ဃာသေးရေထဲမှာလှုပ်တဲ့လူတယောက်အနေနဲ့သူ့ကိုခဲသွားတယ်အဲ့ဒါမျိုးတွေဒါဒေဝတာနုကံပိတောနတ်တွေရဲ့ဆောင်းရှောက်မှုကိုခံရတယ်လို့ပြောနိုင်တယ်အဲ့တော့ဒေဝတာပလိဆိုတာလေလောက်တာဒါလှုပ်တဲ့လှုပ်ထိုက်တယ်လို့ပဲပြောရမှာနတ်ကိုးကွယ်တာနဲ့နတ်ပူဇော်တာနဲ့မတူဘူးဆိုတာကိုတော့မှတ်ထားဖို့လိုတယ်ပေါ့နော်အဲ့လိုဒီအချက်တွေအတွက်ပစ္စည်းဥစ္စာကိုသုံးချတယ်ဆိုရင်လည်းဒါကောင်းသောသုံးချခြင်းပဲကိုယ့်အတွက်အကျိုးရှိနိုင်တယ်နံပါတ်5ကျတော့ဘာပြောတော့ဆိုအကျင့်ကောင်းနေထိုင်ကောင်းတဲ့သမဏပြမနာရှင်းတော့ကတော့ဘာသာရေးသမားတွေကိုခြုံပြီးတော့သမဏနဲ့ပြမနာကိလေသာငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသမဏကိလေသာတွေကိုတွန်းလှန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်တွေကိုမကောင်းမှုတွေတွန်းလှန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်တွေကိုပြမနာဆိုပြီးတော့အဲ့ဒီဘာသာရေးဆိုင်ရာအကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်တွေကောင်းတဲ့အည်အသွင်ရှိတဲ့ပုဂ္ဂိုလ်တွေကိုနော်အဲ့ဒီပုဂ္ဂိုလ်တွေဟာကိုချင်းသီလနဲ့ပြည့်စုံကြတယ်သူတို့ကိုယ်သူတို့ဆုံးမကြတယ်သူတို့စိတ်ငြိမ်အေးအောင်နေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဒါနကောင်းမှုသူတို့ကိုလှူဒန်းပြီးတော့ဒါနကောင်းမှုပြုတာဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ပဲတဲ့အသုံးချတဲ့နဲ့အဲ့တော့အနာရောဂီတထေးကြီးကိုမြတ်စွာဘုရားဒီတရားဘာကြောင့်ဟောရတော့ဆိုတာစဉ်းစားကြည့်ပေါ့နော်နာရောဂီတထေးကဘုရားဘာသာလည်းဖြစ်ပြီးဘုရားလည်းကြောင်းဤဆောက်လှူထားတယ်အဲ့တော့ဒီတရားဟာအလုံးအတွက်ခိုင်လိုက်တဲ့ဖွယ်ဖြစ်အောင်မြတ်စွာဘုရားလမ်းညွှန်မှုပြောတာလူဖြစ်လာရင်စီးပွားရှာမယ်ရှာရင်တရားသဖြင့်ရှာရလာတဲ့ပစ္စည်းကိုနံပါတ်1မိမိကိုယ်တိုင်မိဘတွေမိသားစုတွေကိုယ့်ရဲ့ဝန်ထမ်းတွေချမ်းသာအောင်ထားနံပါတ်2မိတ်ဆွေသင်္ဃာတွေချမ်းသာအောင်ထောက်ပံ့နံပါတ်3ဘေးရန်အန္တရာယ်ကျုံလာလို့ရှိရင်ငွေကြေးတနာကိုသုံးချပြီးတော့ကာကွယ်နံပါတ်4လူမှုရေးနဲ့ပတ်သက်ပြီးတော့ဆွေတွေမျိုးတွေထောက်ပံ့တာတို့ဧည့်သည်တောင်းတဲ့အတွက်ကျွေးမွေးတာတို့ကိုယ်ဆွေတွေမျိုးတွေကတမန်တော်ကပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာတို့ဘုရင်မင်းတွေအခါအလျော်စွာတောင်းဆိုတဲ့အခွန်ပဏာတွေကိုပေးတာတို့ကို
မိယုဖလားနတ်တွေကိုပူဇော်ဝဲပေးတာတို့တနည်းအားဖြင့်မြတ်တမ်းပေးဝေတာတို့ဒါကောင်းတဲ့အလုပ်တွေပဲနောက်ပြီးတော့ဌာနကောင်းမှုလုပ်တယ်အဲ့ဒီအချက်၅ချက်နဲ့ပစ္စည်းဥစ္စာကိုသုံးချရမယ်ဒါမှန်ကန်စွာသုံးချတယ်လို့ခေါ်တယ်အဲ့လိုမှန်ကန်စွာသုံးချခြင်းဖြင့်မြတ်ဗုဒ္ဓရဲ့အရိယတာဝကမြတ်ဗုဒ္ဓရဲ့တပိတာဝကတွေဟာဘုရားဒီဗုဒ္ဓတာဝကအရိယတာဝကလို့သုံးထားတော့မြတ်စွာဘုရားရဲ့တပိတွေအနာတွင်ကအရိယတာဝကပဲအဲ့ဒီလိုသုံးထားတဲ့အရိယတာဝကတွေမှာလက်တွေ့မှာဘာအကျိုးရှိတယ်လဲခုတိုင်သုံးချလို့ရှင်စီးပွားရှာတော့ကလည်းတရားသဖြင့်ရှာတယ်ရလာတဲ့စီးပွားကိုလည်းမှန်ကန်စွာသုံးချတယ်လို့အဲ့ဒီလိုအသုံးချလိုက်လို့သူရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကုန်သွားရင်တောင်မှပဲရှင်းတတ်တယ်ငါသုံးချလိုက်တာငါအလကားသားတစ်ခုမှမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့နေရာတွေငါလှုပ်တာပဲရှင်းတတ်တယ်အကယ်၍မကုန်ဘူးစီးပွားဥစ္စာကရှာထားတာများလို့စုဆောင်းမှုအားကောင်းသည့်အတွက်ကြောင့်မကုန်ဘူးဆိုလို့ရှိရင်မကုန်လို့လဲဝမ်းသာကြည်နူးရတယ်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်လို့လဲဝမ်းသာကြည်နူးရတယ်တစ်ဖက်စလုံးကတွေးကြည့်လိုက်လို့ရှိရင်ရှင်းတတ်เสียအကြီးပဲအဲ့ဒါလို့ကိုယ့်ရဲ့ဘဝကိုရှင်းတတ်အားရမှုဖြစ်ခြင်းဟာဥဒ္ဓမအရေးကြီးတဲ့ကိစ္စတစ်ခုပဲကိုယ့်ဘဝကိုမကြည်မနှက်ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းကျိုးချမ်းသာရဖို့မခဲနေပေါ့နော်ကောင်းကျိုးချမ်းသာဒါကြောင့်မို့မြတ်စွာဘုရားကရှင်းတတ်အားရမှုတွေဒီအတိုင်းနေမယ်ဆိုရင်လူဘဝမှာရှင်းတတ်အားရမှုရှိတယ်နောက်ဆုံးအနေနဲ့မြတ်စွာဘုရားဘာနဲ့ဟောထားတော့ဆိုရင်ဒီချက်တွေကိုအားလုံးပေါင်းပြီးတော့ဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူစဉ်းစားတယ်ငါရှာထားတဲ့ပစ္စည်းတွေငါအတွက်အသုံးချရတယ်ငါကျွေးမွေးဆောင်ရှောက်မဲ့ပုဂ္ဂိုလ်တွေအတွက်လည်းကျွေးမွေးဆောင်ရှောက်တယ်ဘေးရန်အန္တရာယ်တွေကိုလည်းဒီပစ္စည်းနဲ့ငါအကာအကွယ်လုပ်နိုင်ခဲ့တယ်ဒါနကောင်းမှုလည်းငါလုပ်နိုင်ခဲ့တယ်ဆိုပြီးတော့သူကခြေနဲ့ကုံတော့တာခြေနဲ့တယ်နောက်ဆုံးမှာလောကမှာပစ္စည်းရှာတာကိုကဓာရီဆောင်ရွက်ဖို့ရှာတာတိမ့်ထားဖို့ရှာတာမဟုတ်ဘူးတိမ့်ထားရင်လည်းအလကားပဲကိုသိရင်ထားပြခဲ့မှာပစ္စည်းငွေကြေးဒနာရှာဖွေရတယ်ဆိုတာအခုဟာတွေလှုပ်ဖို့ရှာဖွေတာဖြစ်တယ်ဒီအချက်၅ချက်ကိုလှုပ်ရမယ်ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့ဒီအလုပ်လှုပ်လိုက်ခြင်းအပြင်တွေးကြည့်တိုင်းစိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်တယ်အဲ့လိုဝမ်းသာကြည်နူးမှုဖြစ်ပြီးတော့ငါးပါးသီလလုံခြုံတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးဟာတဲ့ဒီလမ်းကြောင်းအတိုင်းလျှောက်လန်းသွားလို့ရှိရင်ဒီဘဝမှာလည်းပဲချီးမွမ်းခံရပြီးတော့တည်တဲ့နောက်မှာလည်းပဲကောင်းရသူအတိဘဝကိုမြေကြီးလက်ခတ်မရတော့ရောက်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ခြေနှက်เสียအလွန်ကောင်းတယ်ပေါ့နော်ကိုရှာထားတဲ့ပစ္စည်းနဲ့ကိုဘဝဟာဒီဘဝမှာလည်းကောင်းတာတွေလုပ်လိုက်ရတယ်နောက်ဘဝမှာလည်းကောင်းတဲ့ဘုံရောက်သွားတယ်ဆိုတာဒီတဲ့ခြေနှက်เสียပဲကောင်းတော့မှာနော်အဲ့တော့အနာရဝိတ္တိကြီးကိုမြတ်စွာဘုရားဒီသူ့ရဲ့အစ္ဆာတရားချိပြီးတော့ဒီတရားကိုဟောကြားတာဖြစ်တယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့အာရိယသုတ်တံမှာစီးပွားဘယ်လိုရှာပြီးဘယ်လိုနေရာမှာအသုံးချတယ်ဆိုတာကိုကွက်ကွင်းကွင်းရှင်းလင်းစွာမြတ်စွာဘုရားဖော်ထုတ်ဟောကြားခဲ့တာဖြစ်တယ်အဲ့တော့ဘုရားဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ကိုသိပြီးတော့ဒုတွေဟာဘဝနေထိုင်နေစီးပွားဥစ္စာကိုတရားသဖြင့်ရှာမယ်ရလာတဲ့စီးပွားဥစ္စာကိုနှမျောတွန့်တို့ပြီးတော့မနေဘဲနဲ့ဒီအတွက်ဒုတွေအသုံးချရမှာဖြစ်တယ်လို့ကိုစီမှတ်သားနိုင်ယူထားတဲ့အတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း